နော်အခုကျွန်တော်နည်းနည်းလေးတော့မေးချင်တယ်ဗျခင်ဗျားတို့အတွဲမှာဒီ NLP နဲ့ပတ်သက်ပြီးတော့နော်တော်တော်များလုပ်နေတယ်လို့လည်းပါမယ်လို့ထင်တာပဲဘယ်လိုခက်တာ interactive လုပ်လို့မရအောင်ဆိုတော့အခြေခံအဖြစ်နော်ဘယ်လိုခေါ်မလဲအကြမ်းမြင်ယူဆလိုက်ပြီးတော့ပဲသွားမယ်ပေါ့နော်တော့တကယ်ဂျားထဲမှာတကယ်လို့မသိတာရှိလို့မေးချင်တယ်ဆိုလို့ရှင်နော်မေးပါပေါ့နော် mic တွေပါတော့သူဖွင့်ပေးရမယ်ထင်တာပဲကျွန်တော်ဒီ interface နဲ့အရင်တော့အကျွမ်းတွင်တော့မဟုတ်ဘူးအဲ့တော့ဒီမှာခေါင်းစဉ်ချရေးထားတဲ့အတိုင်းပဲကျွန်တော်တို့ LLM ဆိုတဲ့ဟာကတော့အခုဒီသူသဖြင့်တော့ကျွန်တော်တို့မြန်မာလူမျိုးတွေပေါ့လေအထူးဖြင့်ဒီ LLM နဲ့ပတ်သက်ပြီးတော့တည်တဲ့လူအများစုကမကြသေးဘူးလို့ကျွန်တော်နားလည်တာပေါ့နော်တကယ်ကတော့ကျွန်တော်တို့ NLP တော့လောကမှာတော့ဒီ language modeling ဆိုတဲ့ကိစ္စကနှစ်ပေါင်းများစွာကြာပြီပေါ့လေနှစ်ပေါင်းများစွာကြာပြီလုပ်နေကြတာလေအဲ့ဒီကောင်ကကြီးလာတာပေါ့လေပြောရလို့ရှိရင်အဲ့ဒီကောင်ကပို့ပြီးတော့ intelligent ဖြစ်လာတာပေါ့လေလွယ်ပြောရလို့ရှိရင်နော်အဲ့တော့ကျွန်တော်ပြောရင်းနဲ့ပဲလုတ်တဲ့အလုပ်တွေကနေခင်ဗျားတို့မိတ်ဆက်ပေးသွားမယ်ပေါ့လေနော်ဖြည်းဖြည်းနဲ့နော်ရင်းနှီးမှုရအောင်ပေါ့လေအဲ့တော့အရင်ဆုံးကျွန်တော်တို့ကNLP မှာဆိုလို့ရှိရင်အလုပ်ကကြီးပဲ word segmentation ပေါ့နော်အဲ့တော့ word segmentation ဆိုတော့ကျွန်တော်မြန်မာစာစလုံးတွေကိုကျွန်တော်တို့ကခုပေါ့လေနော်ဒီ downstream test ခုလုပ်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်ကစလုံးဖြတ်ရတယ်ပေါ့နော်အဲ့တော့ subword လည်းပဲဖြတ်တာပဲဖြစ်ဖြစ် syllable လည်းပဲပေါ့လေဘာလို့ပြောတော့ဝဏပေါ့ဝဏလည်းပဲဖြတ်တာပဲဖြစ်ဖြစ်ကျွန်တော်ကစလုံးဖြတ်ကိုဖြတ်ရတယ်ပေါ့လေနော် word လည်းပဲဖြတ်တာပဲဖြစ်ဖြစ်အချို့ကိစ္စတွေမှာ phrase လည်းပဲဖြတ်တာပဲဖြတ်ရတယ်အဲ့ဒါပေမဲ့အဲ့ဒီဟာကအင်္ဂလိပ်စာလိုဟာမှလည်းဖြတ်ရတယ်တကယ်ကတော့လေအင်္ဂလိပ်စာဆိုတာမြောက်ကြည့်တဲ့အတိုင်းပဲရေးတဲ့အခါမှာ space ချပြီးရေးတာပဲဒါပေမဲ့တကယ်တမ်းကျွန်တော်တို့ကအဲ့အင်္ဂလိပ်စာကိုကွန်ပျူတာမှာနော်ကိုခိုင်းနေတဲ့လုပ်တွေနော်လုပ်ဖို့နော်conversation လုပ်မယ် chatbot လုပ်မယ်တခုပေါ့လေလုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကစလုံးတွေကိုကျွန်တော် normalization လုပ်ရတယ် segmentation လုပ်ရတယ် punctuation mark တွေကိုနော်ဖြုတ်တင်လို့ရှိရင်ဖြုတ်တာတို့နောက်frequency အများကြီးပါတဲ့စလုံးတွေပေါ့နော် stop word လို့ခေါ်တယ်အဲ့တော့D တို့နော်A တို့နော်အဲ့လိုမျိုးအများကြီးပေါ့နော်အဲ့လိုခဏအများကြီးပါပြီးတော့ဒီအတိတ်ပဲနဲ့လည်းအများကြီးမနွယ်တဲ့ကောင်တွေကိုဖယ်ရတာစသဖြင့်အများကြီးလုပ်ရတယ်ဗျမြန်မာစာမှာတော့ပိုဆိုတာပေါ့မြန်မာစာတို့တရုတ်စာတို့ဂျပန်စာတို့ထိုင်းစာတို့ဆိုတာကြတော့တည့်တိုင်းပဲကျွန်တော်တို့ segmentation ဖြတ်ပြီးတော့မရေးဘူးလေမရေးတော့အဲ့ဒီအလုပ်ကကြီးတယ်ကျွန်တော်ကိုယ်တိုင်လည်းပဲအဲ့ဒီအလုပ်ကိုတော်တော်အားစိုက်ပြီးလုပ်ခဲ့တယ်ပေါ့နော်အဲ့တော့ဂျပန်မှာကျွန်တော်ကျောင်းပြီးတယ်ကျောင်းပြီးရဲဆိုတာတကယ်တော့ဗမာပြည်မှာ physics နဲ့ပြီးတာကျွန်တော်တို့စတက်တော့ကတော့ RC2 ပေါ့နော် RC2 မှာတက်တယ်နောက်ပိုင်းကျွန်တော်နောက်ဆုံးနှစ်မှာကျွန်တော်တို့ဒီဒဂုံဘက်ကိုရောက်သွားတယ်ဒဂုံတက္ကသိုလ်မှာကျွန်တော်ကျောင်းပြီးတယ်ပြီးသွားပြီးတော့ကျွန်တော် data တော့အဲ့တော့ကလည်းနိုင်ငံရေးအခြေအနေကနော်အဲ့လိုမျိုးရှုပ်နေတော့ front end လောက်ကြာတယ်ပုံမှန်၄နှစ်နဲ့ပြီးမဲ့ကိစ္စကိုကျွန်တော်9နှစ်ကြာတယ်ပြီးတော့မှကျွန်တော်နောက်ပိုင်းဒီ KMU ကမှကွန်ပျူတာတွေတော်များလို့ပြီးတော့မှဂျပန်ကိုထွက်သွားတာပေါ့နော်ဂျပန်မှာကျွန်တော် master တက်တယ် PhD တက်တယ်အဲ့ဒီမတိုင်ခင်ဂျပန်ကျောင်းတစ်နှစ်တက်လိုက်သေးတယ်ဆိုတော့အဲ့ဒါပြီးတော့မှကျွန်တော်ဒီ NLP ကိုနော်တကယ်တမ်းထက်တဲ့ဝင်လုံးဖြစ်တာပေါ့လေအဲ့ဒါကဒီ NICT လို့ခေါ်တဲ့ဂျပန်အစိုးရသုတေသနဌာနမှာလုပ်တဲ့ချိန်မှာလုပ်ဖြစ်တာအဲ့တော့အဲ့ဒီချိန်ကစပြီးတော့ကျွန်တော် award segmentation ကဇက်တိုက်လုပ်ဖြစ်တယ်ပေါ့နော်ဇက်တိုက်လုပ်ဖြစ်တယ်အဲ့တော့ဒီကျွန်တော်အခု power လို့နာမည်ပေးထားတဲ့ကောင်က release ဆိုတာတိတ်မချသေးဘူးကျွန်တော်တို့လက်ကတော့ထုတ်ထားတော့တိတ်မချသေးဘူးစိတ်ဝင်စားလို့ရှိရင်သုံးကြည့်ပါကျွန်တော်အမှကျွန်တော်တော့အသေးစိတ်ရှင်းပြရတယ်ပေါ့နော်အဲ့တော့ဒီကောင်ကကြတော့ကောင်းတဲ့ချက်ကကြတော့ကျွန်တော် speed ကရမ်းမြန်တယ်အဲ့တော့ကျွန်တော်လွန်ခဲ့တဲ့ခင်ဗျားတို့ပြမယ်ဆိုပြီးတော့လေmodel တွေစောက်ပြီးတော့ဒီ word segmentation လုပ်ပြီးတော့မှကျွန်တော်တို့က what do vet တို့နော် first step model embedding ကိစ္စကိုပြမယ်ဆိုပြီးတော့ဖြတ်တာဟုတ်အမှ my monocorpus အဲ့ဒါကျွန်တော် release မလုပ်ရသေးဘူးဒါပေမဲ့အဲ့ကောင်ကတန်း4သိန်းကျော်တယ်အဲ့ကောင်ကျွန်တော်3မိနစ်အတွင်းမှာဖြတ်လို့ရတယ်ဆိုတော့ဒီကောင်တားမြန်တယ်ကောင်းတယ်ပေါ့နော်တော့တိုင်းတော်တစ်ခုဒီကောင်းတယ်ပြီးတော့ကျွန်တော်တို့ပြောရရင်တော့တကယ်လို့ခင်ဗျားတို့အဲ့ဖြတ်ပြီးထွက်လာတဲ့နော်အမားတွေကိုကိုယ့်ဘာကို rule နဲ့တက်ပြင်မယ်ဆိုတော့ပြင်လို့ရတယ်အဲ့လိုမျိုး facility တွေထည့်ပေးထားတယ်ပေါ့နော်အဲ့တော့ဒီ process ကိုအသေးစိတ်တော့မရှင်းတော့ဘူးအဓိကတော့ dictionary ပါတယ်နောက်ကျွန်တော်တို့ဒီ maximum matching ပေါ့နော် bidirectional သွားတာပေါ့နော် bidirectional maximum matching သုံးလာတယ်နောက်DAG သုံးလာတယ်နော်အဲ့တော့အဲ့ approach နဲ့သုံးလာပြီးတော့သွားတာပေါ့လေနော်အဲ့တော့အကောင်မြန်တယ်မြန်အောင်လဲကျွန်တော်တော်တော်လေးစူးစမ်းပြီးလုပ်ထားတယ်ပေါ့နော်ဆိုတော့ခင်ဗျားတို့
machine learning လုပ်တော့မယ်နော် large language model သုံးမယ်ဆိုလဲတကယ်ကတော့နောက်ကွယ်မှာကျွန်တော်တို့က segmentation ဆိုတဲ့ကိစ္စအရေးကြီးတယ်လို့ပြောချင်တယ်အဲ့တော့ word segmentation ကိစ္စခင်ဗျားတို့မသိလို့မရဘူးလို့ပြောချင်တယ်အဲ့တော့ဒီနေ့အဓိကကတော့အများစုကစိတ်ဝင်စားလို့ဒါနားထောင်တယ်ပေါ့လေဆိုတော့အကုန်လုံးကိုနော်အသေးစိတ်ကတနားရီပဲချိန်ရတော့အသေးစိတ်ကပြောလို့မရပါဘူးအဲ့ထက်မှအရေးကြီးတဲ့ပိုင်းလေးတွေကိုပဲနော် highlight လုပ်ပြီးတော့ဒါတွေကတော့သိတင်တယ်နော်နောက် NLP နဲ့ LLM ကဘယ်လိုချိတ်ဆက်နေလဲဆိုတဲ့ဟာကိုအကြမ်းမြင်ရလို့ရှိရင် okay ပါတယ်နော်အားလုံးနားမလဲလဲအဲ့လောက်ထိမဟုတ်ပါဘူး stress မဖြစ်ပါနဲ့ okay ပါတယ်နော်အဲ့တော့အဲ့မှာကျွန်တော်တို့ကဒီဖြတ်တဲ့ path ကိုလည်းကျွန်တော်တို့ပုံထုတ်ကြည့်လို့ရှိရင်ကြည့်လို့ရတယ်အဲ့တော့ဖြတ်လိုက်ပြီးလို့ရှိရင်သူကဘယ်လိုနော်path လမ်းကြောင်းနဲ့ဖြတ်သွားတာလဲဆိုတာကိုကျွန်တော်တို့သွားလို့ရတယ်အဲ့တော့ပြောချင်တာတော့ weight ပေးလို့ရတယ်နော်အဲ့တော့လုပ်လို့ရတယ်အဲ့တော့လုပ်တဲ့နည်းတာအများကြီးပဲ word segmentation အရေးကြီးတယ် NLP မှာအရေးကြီးတယ် language ပါလာပြီဆိုလို့ရှိရင်ပေါ့လေအဲ့တော့ခင်ဗျားတို့က language ကိုသုံးပြီးတော့တခုလုပ်တော့မယ်နော် NLP downstream တက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လဲ data science project ပဲဖြစ်ဖြစ်အညာလုပ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီdata လည်းအရေးကြီးသလိုအဲ့ data ကိုကျွန်တော်မြန်မာစာရောင်းတွေကိုကျွန်တော်ဖြတ်ဖို့အရေးကြီးတယ်ဆိုတော့သိစေချင်တာပေါ့နော်အဲ့တော့ဖြတ်ရတယ်အဲ့ဒါတကန်းလားပေါ့နော်အဲ့ဒါလိုတယ်အဲ့တော့အဲ့ကောင်ကလည်းနောက်ပိုင်းမှာလည်းကျွန်တော်ပါပါလိမ့်မယ် LLM မှာလုပ်ရတယ်ခင်ဗျားတို့ပေးလိုက်တဲ့ prompt ပေးလိုက်တယ်အဲ့ prompt ကိုလည်းတကယ်ကတော့သူကအင်္ဂလိပ်လိုကဒါပြောလို့ရှိရင်တော့ tokenization လို့ခေါ်တာပေါ့ဗျာကျွန်တော်တို့ဒီတရုတ်ဘက်ကဒီဘက်ကလူတွေကတော့ word segmentation လို့ခေါ်ကြပြင်မဲ့အင်္ဂလိပ်တွေအများစုက tokenization လို့ခေါ်တယ်သူတို့ကလေအဲ့တော့ tokenization လုပ်ရတယ်အဲ့တော့ prompt ပေးလိုက်ကျွန်တော်ရိုက်ချင်တာရိုက်တယ်ကျွန်တော်မေးလိုက်တဲ့မေးခွန်းတွေကိုသူကဖြတ်ပြီးတော့မှဒီအထဲမှာလုပ်တာပေါ့တကယ်ကလေဆိုတော့တကယ်တမ်းထဲဝင်နားလဲဖို့ဆိုလို့ရှိရင်word segmentation ကအရေးကြီးတယ်ဆိုတာပြောချင်တာပါအဲ့တော့ feed နေနဲ့ကြည့်မယ်ဆိုရင်ဒါဒီပုံပေါ့နော်အဲ့တော့ဒီ link ကနေယူလာတာပါအဲ့တော့ဒီမှာလည်းပြထားတဲ့အတိုင်းပဲအဲ့တော့ AI ဆိုတဲ့ဒီနော်artificial intelligence ပေါ့လေနော်ခင်ဗျားတို့ဒီစလုံးနာမည်ရတိတ်အကောင်းကြီးမဟုတ်ဘူးမဲ့အဲ့တော့ AI ဆိုတဲ့အောက်ထက်မှာ NLP ဆိုတာပါတယ်နော်အဲ့တော့အဲ့ထက်မှာ machine learning ပါတယ်အဲ့ထက်မှာ deep learning ဆိုတာပါတယ်အဲ့တော့အဲ့ဘယ်လို overlap ဖြစ်နေလဲဆိုတာဒီပေါ်ကနေပြောနေတာပေါ့နော်ဆိုတဲ့သဘောကတော့တကယ်တော့ကျွန်တော်တို့ကဟိုးရင်တော့လောက်ခဲ့တဲ့ဒီ modeling အတိုင်ခင်ကပေါ့လေအရင်ဆုံးစပြီးလုပ်တဲ့ဒီ traditional နည်းကိုပြောပါလို့ရှိရင်ကျွန်တော် rule နဲ့သွားတာဗျာအဲ့တော့ programming ပါညာရတဲ့အကြောင်းသားတွေအများစုလို့ထင်ပါတယ်အဲ့တော့ rule ဆိုတာကြတော့အဓိကတော့ဘယ်လိုလာရင်ဘာလုပ်မလဲပေါ့နော်အဲ့တော့ if တို့ဘာတို့နဲ့သွားတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဘယ်လိုလာရင်ဘာလုပ်မယ်နော်ဘယ်လိုအခြေအနေမှာဆိုရင်ဘယ်လို condition မှာဆိုရင်ဘာလုပ်မယ်ဆိုပြီးတော့အဲ့လို rule တွေနဲ့သွားတဲ့ပုံစံကိုပြောတာပေါ့နော်ဟို grammar တွေစောင့်မယ်အဲ့လိုသွားကြတာပေါ့နော်အဲ့လိုသွားတယ်နည်းနည်းလေးလုပ်ရင်းနဲ့နည်းနည်းလေးကြာတော့မှ modeling ဆိုတာဖြစ်လာတာပေါ့နော်အဲ့တော့ modeling ဆိုတာကြတော့ခုနပြောတဲ့ machine learning ဆိုတဲ့ကိစ္စပေါ့နော်ငါတို့စက်ကိုနော်ငါတို့ခိုင်းနေတာခိုင်းလို့ရအောင်စက်က learning လုပ်လို့ရအောင်တွားမယ်ဆိုတော့ concept ကပေါ်လာတာပေါ့နော်အဲ့တော့အဲ့ကနေပြီးတော့မှဖြည်းဖြည်းနဲ့ internet တွေပါရလာတယ် data တွေကလည်းများလာတယ်ဆိုတော့ data များသုံးပြီးတော့နော်ဖြစ်နိုင်လို့ရှင်တော့ငါတို့နော် label တွေမထိုးဘဲနဲ့နော် data ကိုငါတို့က format တွေနော်တခြားပြောင်းရတာတို့လူကလက်ပါတဲ့ကိစ္စကို short နိုင်တော့ short ပြီးတော့ answer byte နဲ့တွားလို့ရအောင်တွားခြင်းတယ်ဒါမှမဟုတ်လို့ရှင် data label ထိုးမယ်ဆိုလို့ရှင်လည်းအတိုင်းအတာတစ်ခုထိထိုးလိုက်မယ်နော်9000လောက်ဖြစ်နော်3000လောက်ဖြစ်ထိုးလိုက်မယ်ထိုးပြီးလို့ရှင်အဲ့ကောင်နဲ့တွားမယ်စသဖြင့်အဲ့လို concept ထားတာပေါ့နော်အဲ့တော့ deep learning ကကြောက်ပြောရလို့ရှင်သူက neural network နဲ့ပို့ပြီးတော့ပါလာပြီပေါ့နော် neural network ပါလာပြီနောက်ပြီးတော့သူပြောနေတဲ့အတိုင်းပဲlearning လုပ်မယ်ပေါ့နော် train လုပ်မယ်ပေါ့နော်အဲ့တော့ train လုပ်မယ် model ရမယ်အဲ့ model ကိုကျွန်တော်တို့က tuning လုပ်မယ်ဆိုတဲ့ concept တွေလာတယ်ပေါ့နော်အဲ့တော့ neural ပုံစံကြအဲ့လိုပဲသူကဒီ machine learning နဲ့သုံးတယ် deep learning နဲ့သုံးတယ်အခုပြောနေတဲ့ LLM လည်းလုံးဝချိတ်နေတယ်ဗျာပြောရလုံးဝချိတ်နေတယ်အဲ့တော့ချို့ကကြတော့သိနားမလဲလို့ကြတော့ NLP ဆိုလို့ရှိရင်ဘာသာစကားနဲ့ဆိုင်တဲ့ဟာကိုပဲလုပ်တယ်ဆိုပြီးတော့နည်းနည်းလေး AI နဲ့မဆိုင်လို့ထင်တယ်တကယ်တော့ AI ကိုယ်တိုင်က language နဲ့ဆိုင်တယ်နောက်တစ်ခုက AI သမားတွေရဲ့အဓိကတက်ကဘာလဲဆိုလို့ရှိရင်လူပြောတဲ့စကားကိုစက်ကနားတယ်ဖို့စက်ကနောက်တစ်ခုကကျတော့တင်ပေးလို့ရဖို့လမ်းလုပ်လို့ရဖို့เนาะကျွန်တော်ခိုင်းလို့ရဖို့အဲ့ဒါအဓိကပဲအဲ့ဒါရပြီဆိုကျွန်တော်တို့ရဲ့ဒီ AI သမားတွေရဲ့တက်ကပြီးတော်တော်လေးနောက်ဆုံးရောက်ပြီလို့ပြောလို့ရတယ်ပေါ့နော်ဆိုတဲ့သဘောကကျွန်တော်တို့ပြောတဲ့စကားကိုနားလည်ပြီဆိုလို့ရှိရင်သူကလည်း machine ရလေစက်ကเนาะလမ်းလုပ်နိုင်ပြီဆိုလို့ရှိရင်ကျွန်တော်ကခုလူကျွန်တော်တို့ငယ်လေးကသူငယ်တန်းနေပြီးတော့10တန်းကြီးတက်လာပြီးတော့တင်နေကြသလိုပဲလीเนาะဟိုသူ့ကိုတင်ပေးလို့ရပြီလေတင်ပေးလို့ရပြီဆိုသူ့ကိုကျွန်တော်တို့ကကိုလိုချင်တဲ့ fee ကိုလိုချင်တဲ့အလုပ်ကိုခိုင်းလို့ရပြီဆိုတော့အဲ့ဒီဟာကတက်ကတကယ်ရလေဆိုတော့အဲ့ဒီဟိုသွားနေကြတာတကယ်ရတော့လေသွားနေကြတာဟို language ကျွန်တော်လူဆိုတော့တည်တယ်ကျွန်တော်တို့အဓိက communication က
နော်အခုချိန်မှာတိုင်ပင်ရိုက်တယ်နော်ကျွန်တော် chatbot တွေပါတုံးပြီးတိုင်ပင်ရိုက်တယ်နော်လောက်ကြပြင်မဲ့တကယ်တမ်းကျွန်တော်စကားပြောတာကလူအတွက်ကနော်ဘာစကားပေါ့နော်ဘာစကားအရေးကြီးတယ်လေကျွန်တော်လူတွေတိုးတက်လာတယ်တကယ်ကတော့ဒီဘာစကားကြောင့်တိုးတက်လာဆိုရတော့ပြောပြီးတော့နော်ကြောင်ကြောင် communication လုပ်နိုင်တယ်ပြီးတော့စာပေါ်လာတယ်လေနော်အဲ့ပြောရတဲ့ဟာတွေကိုကျွန်တော်မှတ်ထားပြီးတော့နောက်လူလက်ဆင့်ကမ်းလို့ရတယ်ဟုတ်ပြီအဲ့ဒါဆက်ပြောမယ်ဗျာအဲ့တော့အဓိကနောက်တစ်ခုက Ngram ပေါ့နော်အဲ့တော့ language model အကြောင်းပြောပြီးဆိုရင်ကျွန်တော် Ngram မပါလို့မရဘူးအဲ့တော့ Ngram ဆိုတာကဘာလဲဆိုလို့ရှိရင်အဓိကကcorpus ထဲမှာအဲ့စလုံးအတွဲတွေကဘယ်နှခါပါလဲဆိုတာကိုနော်ကောက်လုပ်တာပေါ့ frequency ကောက်လုပ်တာပေါ့နော်ဟိုဒီမှာဆိုလို့ရှိရင်ဒါ7 gram ကောက်လုပ်တာပေါ့လေနော်7 gram ကောက်လုပ်တာကိုလုပ်ပြရတာပါဒါဆိုလို့ရှိရင်ဒါ corpus ကိုတွေကနေကျွန်တော်ကောက်လုပ်ထားတာပေါ့လေနော်အဲ့တော့တကယ်တမ်းကျတော့ကျွန်တော်က format ရှိတယ် upper format ဆိုပြီးတော့ရှိတယ်အဲ့တော့အဲ့ဒါကျတော့ဒီ language model တွေကိုကျွန်တော်ကနော်ဟိုကျောင်းပေါင်းစုံကလည်းနော်ဟိုလောက်ကြတာဟုတ်နော်နောက်အချို့သူတင်ထားလောက်ကြတယ်ဆိုတော့ format တစ်ခုကတမန်ဖြစ်မယ်ဆိုပြီးဖြစ်လာတဲ့ format ပေါ့နော်အဲ့တော့ကျွန်တော်တို့ဆိုခေါင်းထဲမှာအဲ့ဟို Angular language model ဆိုလို့ရှိရင်ဒီပုံစံကခေါင်းထဲမှာရောက်နေတာပေါ့လေပြောရလို့ရှိရင်လေအဲ့ဒါက SAN လို့ဖြစ်နေတာပေါ့လေနော် de facto SAN ပေါ့နော်ပြောရလို့ရှိရင် SAN လို့ဖြစ်နေတာပေါ့အဲ့တော့အရင်ဆုံးခင်ဗျားရဲ့ language model ဒါဆို3 gram model စောက်ထားတာပေါ့လေနော်အဲ့တော့စလုံး3လုံးထိအများဆုံးပေါ့လေဒီမှာပြနေတဲ့ဒီမှာ unknown ဒါ UNK ဆို unknown word တို့ပါလို့ပြောတာပေါ့လေနော်တော့ဆိုတဲ့ဆိုတော့ကျွန်တော်စလုံးတွေကိုကျွန်တော်တို့ကကောက်လုပ်မယ်ကောက်လုပ်ထားပြီးတော့သူ့ကိုကျွန်တော်ကတော့ဘယ်နှချိန်ပါတယ်ဆိုတဲ့ frequency ကိုကျွန်တော် log နဲ့တွက်ထားပြီးတော့အဲ့ကနေအဲ့ information ကနေပြီးတော့ကျွန်တော်တို့ကစာကြောင်း generate လုပ်လို့ရတယ်ပြောရင် test generate လုပ်လို့ရတယ်အဲ့တော့ဒီကောင်ကတော်တော်လေးတကယ်ကတော့အလုပ်ဖြစ်တယ်ဒါပေမဲ့အခုပြောနေတဲ့ large language model တော့ရှင်းလို့မရဘူးပေါ့နော်သုံးဝင်တယ်အခုချိန်နဲ့သုံးလို့မှာပဲဒီဟာကိုကျွန်တော်တို့ကlanguage model လို့ခေါ်တယ်ဒါပြောရရင်တော့ statistical language model ပေါ့နော်အတိအကျပြောရလို့ရှိရင်တော့လေအဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်အဲ့နော်ဒါဆို 6 gram model စောက်ထားတာပေါ့လေစောက်ထားပြီးတော့အဲ့နော်6 gram model ကနေပြီးတော့နော်ဒါတန်း4သိန်းရှိတယ်ဆိုင်အောင်စလုံးနဲ့ဖြတ်ထားတယ်ပေါ့နော်ခုနပြောတဲ့ power နဲ့ဖြတ်ထားတယ်ဖြတ်ထားပြီးတော့အဲ့ဒီဟာကိုအဲ့ပြီးတော့ကျွန်တော်တို့ကဟို KLM ဆိုတဲ့2ရှိတယ်ဗျာ program ပေါ့လေအဲ့2ကိုသုံးလာပြီးတော့ကျွန်တော်တို့ကmodel စောက်လိုက်တယ်စောက်ပြီးအဲ့ကောင်နဲ့ generate လုပ်ခင်ဗျားတို့ကမြင်ပါလိမ့်မယ်မြန်မာစာကြောင်းတွေတော့ထုတ်ပေးတယ်လေအဲ့တော့ပြောရရင် data များနေကောင်းနေပဲတော့အောင် data အရေးကြီးတယ်ပေါ့လေနော် data အရေးကြီးတယ် data များနေကောင်းနေပဲအဲ့တော့ခင်ဗျားတို့ကစလုံးကိုသေချာမှန်မှန်ကန်ဖြတ်ထားတယ်ပေါ့ဒီမှာတစ်ခုခုပေါ့စီကံတစ်ခုနဲ့သတ်မှတ်ပြီးတော့ဖြတ်ထားတယ်ဆိုလို့ရှိရင် तू ကgenerate လုပ်ပေးနိုင်တယ်ပေါ့နော်ဒါကျွန်တော်ရေးထားတာမဟုတ်ဘူးဒါ model ကနေပြီးတော့ generate လုပ်ထားတာပေါ့ဒါလည်းခုနပြောလို့ပေါ့နော်ဟိုတိုင်းတာတစ်ခုထိပဲရတယ်နော်အရင်တော့ဟိုမာသာပီသားတဲ့စာအုပ်တွေလည်းပါတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်အသုံးဝင်တယ်အဲ့တော့ကျွန်တော်ပြောနေတယ်ခုနပြောတဲ့ ASR တို့နော်ဟိုပြောလိုက်တဲ့စကားနေပြီးတော့လေဟိုတိအောင်ကွန်ပျူတာတိအောင်နောက်အတန်ဖိုင်ခင်ဗျားတို့က import လုပ်လိုက်တယ်အဲ့ဒီကောင် test နဲ့ပြန်ထုတ်ပေးတယ် TTS ကိစ္စတွေမှာနောက်ွယ်မှာ तू ကAngular language model ပါတယ်နောက်ပိုင်းအဲ့ကောင်ကိုဖြုတ်ပြီးတော့ကျွန်တော်ဒါလိုက်ကျွန်တော်တို့က neural network နဲ့တွားကြတဲ့ဟာတွေကအခုချိန်မှာတော့ပို့ပြီးတော့ခက်စားတာပေါ့လေဒါပေမဲ့တုံတောင်ကျွန်တော်တို့အချို့ commercial တွေမှာတော့မပါသေးတယ်နောက်ကွယ်မှာလေနောက်ကွယ်မှာပါသေးတယ်နောက် Angular ရဲ့အသုံးဝင်ပုံကအများကြီးပဲပေါ့နော်အဲ့တော့ Angular သိတိုင်းခင်ဗျားတို့သုံးဝင်ပါလိမ့်မယ်တကယ်အသေးစိတ်တွားမယ်ဆိုလို့ရှိရင်တော့တစ်ခုချင်းစီကိုဒါနော် lot တွက်ပြီးတော့သူတွားတာကိုမြင်အောင်ပြတာပါအဲ့မှာလည်းကျွန်တော်တို့ကနော် back of value တွေရှိသေးတယ်ပေါ့နော်တကယ်ဆိုတဲ့ဆိုတော့ဒီ3လုံးတွဲခုနပြောတဲ့ 6 gram ဆောက်ထားရဆိုလို့ရှိရင်6လုံးတွဲဆိုတဲ့ဟာကနော်နောက်မြင်ပါလိမ့်မယ်တကယ်ကတော့အများကြီးပဲလीနော်တကယ်ကတော့ဒါစာရောက်နေတာစာရောက်ရင်အရေးအတွက်ကိုပြောတာနော်နောက် corpus ကကြီးတာလည်းမြ combination တော့သူကဖြစ်နိုင်သေးတော့ကာဘာဖြစ်မှာပဲအဲ့တော့အဲ့ဒီဟာကိုလည်းမြန်စံတွက်ဖို့ပါဖို့နော်နောက်ကမှကျွန်တော်တို့ algorithm တွေအများကြီးပေါ့ပြောရရင်နော်နောက်တစ်ခါကျတော့ဒီတော့အများကြီးတိုင်အောင်တော့မှ language ကဘယ်လောက်ထိနော် complex ဖြစ်လဲဆိုလို့ရှိရင်တကယ်တမ်းကျွန်တော်တို့သုံးနေတဲ့စကားတွေမှာခက်ကြရင်အဲ့ဒီထဲမှာမပါတဲ့ဟာပါတယ်ထွက်လာတယ်အဲ့အမျိုးကျွန်တော်တို့ unknown word တို့ဟိုမှာ OOV ကိစ္စလို့ပြောတာပေါ့နော်out of vocabulary လို့ပြောတာပေါ့နော်အဲ့တော့ combination ကမျိုးစုံဖြစ်နိုင်တာဟုတ်နော်အဲ့လိုမရှိဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုရင် तू ကခုနကကျွန်တော်ပြောလို့ပေါ့နော်မရှိဘူးဆိုလို့ရှိရင် तू ကဒီ back of value နဲ့တွက်မယ်ပေါ့နော်အဲ့လိုပြောတာအဲ့တော့6လုံးတွဲမရှိဘူးဆိုရင်9လုံးတွဲနဲ့3လုံးတက်အဲ့ value ကိုယူမယ်လို့ပြောတာပေါ့ဗျာနော်အဲ့လိုမျိုးဟာတွေရှိတယ်ပေါ့လေ Angram ပေါ့နော်နည်းနည်းလေးသင်ချာနဲ့ပြောမယ်ဆိုလို့ရှိရင်တော့
ဘယ်လိုတွက်လဲဆရာဆိုတော့တကယ်တော့ဒါ probability ပါပဲเนาะအဲ့တော့ခင်ဗျားတို့ဒီအတွဲပေးလိုက်မယ်အဲ့အတွဲလာလို့ရှိရင်နောက်ဘာလာမလဲဆိုတော့တွက်တာပါပဲเนาะတွက်တာပဲအဲ့တော့အဲ့မှာအဓိကတော့ကျွန်တော်တို့ဖြန့်ရေးလို့ရတယ်လေနော်ဒီကောင်ကိုနော်ဖြန့်ရေးလိုက်မယ်ဆိုတော့ဒါမှမဟုတ်ရေးလို့ရတာဟုတ်ဆိုတော့ကျွန်တော်သေးသေးတော့မသွားတော့ဘူးဒါပေမဲ့တကယ်တမ်းတွက်တာဒီကောင်နဲ့တွက်တာပေါ့နော်ခင်ဗျားတို့မှာပြောနေတဲ့ W1 လို့ပါလို့ဆိုတာကျတော့ word ဖြတ်ထားလို့ရှိရင် word ပေါ့လေsilver ဖြတ်လို့ရှိရင် silver ပေါ့နော်အဲ့တော့ခင်ဗျားတို့စာအုပ်ထဲမှာဘယ်နှလုံးပါမလဲ10လုံးပါတယ်ဆိုလို့ရှိရင်နော်အဲ့ဒီ -1 အထိသွားမယ်လို့ပြောချင်တယ်နော်အဲ့တော့ဒါကတော့တကယ်တမ်းတွက်တဲ့ပုံစံနော်တကယ်တမ်းတွက်တဲ့ကျွန်တော်တို့တွက်တာပေါ့နော် conditional probability နဲ့တွက်လို့ရတာဟုတ်နော်ဆိုတော့ဒါမျိုးတွက်လို့ရတယ်ပြောဒါတကယ်က2 run ကိုပြတာနော်2 run ဆိုတော့နှလုံးတွဲပဲဒီမှာလေနော်လက်ရှိရှိတဲ့စလုံးရယ်သူ့ရှေ့ရစလုံးရယ်ပြောချင်တာလက်ရှိရှိတဲ့စလုံးသူ့ရှေ့ရစလုံးကိုပြောချင်တာနော် condition အဲ့ condition နဲ့တွက်မယ်လို့ပြောချင်နော်အဲ့တော့နည်းနည်းလေးအဲ့ဒါကိုနည်းနည်းလေးသေးသေးပြောမယ်ဆိုရင်ဒီစာအောင်ဆိုပါစို့ဗမာစကားပြောတတ်သလားဆိုပြီးရှိတယ်ဆိုလို့ရှိရင်တကယ်ကြမ်းကျတော့သူကရှေ့ဆုံးကစလုံးမှသိအောင်ဒီ S ဆိုတဲ့သင်္ကေတကိုထည့်လိုက်တယ်နော် start ပေါ့ဗျာပြောရတာနောက်ဆုံးလို့ပြောချင်တယ်နော်ကျွန်တော်တို့ဒီ HTML tag တွေပုံစံမျိုးပေါ့နော်အစအဆုံးပါတော့အစမှာဒီစလုံးလာတယ်ခုက2 run လည်းပြနေရအောင်2 run လည်းပြတော့နှလုံးတွဲကိုပြောနေတယ်3 run ဆို3လုံးလည်းရှင်းပါပေါ့နော်ဒီလိုမျိုးနှလုံးတွဲအရင်ဖြတ်လိုက်တယ်ဖြတ်ပြီးတော့မှကျွန်တော်ခုနပြောနေတဲ့နော်ဘယ်လိုတွက်တယ်ဆိုတာဒါပဲပေါ့နော်ပြောရအောင်နော်ဒါမှမဟုတ်dot လောက်ပါနော် dot product နော်တကယ်ကျတော့ dot ဆိုမှတကယ်ကျတော့ပေါင်းသွားတာပေါ့နော်အဲ့လိုတွက်လိုက်လို့ရတယ်ဗျာနော်အဲ့လိုတွက်လို့ရတယ်အဲ့တော့ဒီ language နဲ့လုပ်တဲ့ခါမှာနောက်တစ်ခုကကျတော့ကျွန်တော်တို့က stop word ဆိုတာလည်းအရေးကြီးတယ်အဲ့ဒါကျတော့ meaning ခင်ဗျားတို့ကနော်ဒီအဓိပ္ပာယ်ပေါ့နော်ပြောနေတဲ့စကားဘာအဓိပ္ပာယ်လဲဘာဆိုလိုတာလဲကွန်ပျူတာခိုင်းပြီဆိုလို့ရှိရင်ကွန်ပျူတာကနားလည်ဖို့လိုတာဟုတ်နော်ဘာပြောတာနားလည်ဖို့လိုတယ်ဆိုတော့အဓိပ္ပာယ်ဆိုတဲ့ဟာကိုရဖို့တော့ကျတော့ကျွန်တော်တို့ကမလိုတဲ့ဟာတွေဖယ်လို့ရတယ်ဗျအထူးသဖြင့်တော့ training လုပ်တဲ့ခါမှာကျွန်တော်တို့ကမလိုတဲ့ဟာတွေဖယ်လို့ရတယ်ဗမာစာမှာဆိုလို့ရှိရင်ဒါနော်ဒါမျိုးတွေပေါ့ဒီတို့နော်များတို့ဖြစ်အဲ့မျိုးချုပ်ဟာတွေပေါ့နော်ဖယ်လို့ရတယ်ပေါ့လေဖယ်လို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါလည်းသတိထားပြီးတော့ဖယ်ရတယ်ဒီကတော့သတိထားပြီးတော့ဖယ်ရတယ်ခင်ဗျားရဲ့လုတ်တဲ့အလုပ်ပေါ်မူတည်တာပေါ့လေdownstream text ကဘာလို့မှာလဲပေါ့နော်အဲ့ပုံမူတည်ပြီးတော့stop word သုံးလို့ရတဲ့နေရာရှိတယ်မသုံးသင့်တဲ့နေရာလည်းရှိတယ်ပေါ့လေဒါပေမဲ့အဲ့ stop word ဆိုတာလည်းရေးကြည့်တယ်ပေါ့နော်အဲ့ဒါတွေကျွန်တော် GitHub မှာတင်ပေးထားပါတယ်အခုကျွန်တော်ပြောတဲ့ဒီနေ့ပြောတဲ့ဟာအားလုံးကကျွန်တော် GitHub မှာတင်ပေးထားပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါခင်ဗျာဆိုရတော့ဗျာခုနကအင်္ဂလိပ်စာမှာလည်းကျွန်တော်ပြောခဲ့သလိုပဲ D တို့ A တို့ဆိုတာခဏခဏပါနေတော့လေအဲ့ကောင်ကအဓိပ္ပာယ်နဲ့အရင်မနွယ်ဘူးဆိုရင်ကျွန်တော်ဖယ်လိုက်လို့ရတာဟုတ်ဆိုတော့အဲ့ဒီကိစ္စမျိုးတွေလုပ်လို့ရတယ်ပြောချင်တာနောက်တစ်ခုက work cloud ဒါဆိုရင်ဒါတော့ visualization လုပ်ပြတာပေါ့နော်မြင်အောင်ပေါ့လေနော်အဲ့တော့ corpus ခုကိုကျွန်တော်ကယူလိုက်ပြီဆိုလို့ရှိရင်အဲ့ corpus ထဲမှာပါနေတဲ့ frequency ပေါ့နော်အဲ့တော့အထူးသဖြင့်တော့ကျွန်တော်တို့က domain specific နော်ဖြစ်တဲ့ corpus တွေမှာဆိုလို့ရှိရင်ဒီကောင်ကိုကြည့်လိုက်လို့ရှိရင်ကျွန်တော်အနည်းဆုံးတော့ဒီထဲမှာတော့အဓိကပြောနေတဲ့ topic ကဘာလဲဆိုတာမျိုးခံမှန်းလို့ရတယ်ဒါကတော့တကယ်ကိုအလွယ်ဆုံးခံမှန်းတာကိုပြတာပေါ့နော်အဲ့တော့ဒီတနားရီတွင်းမှာအလုံးပြောရတာဆိုတော့လေနော်အလွယ်ဆုံးမြင်အောင်ခင်ဗျားတို့ပြောတာပေါ့အဲ့တော့ခင်ဗျားတို့မှာ data ရှိမယ်စာရောင်းရမသိဘူး9000လောက်ရှိနေရှိမှမသိဘူးအဲ့ထက်မှာအဓိကပြောနေတာတွေကဘာတွေလဲဆိုတော့နော်ဒါဆိုရင်ကျွန်တော်ကဒီက corpus ထဲမှာကျွန်တော်တကယ်ကဒါမဖယ်ဘဲနဲ့ချွတ်ရမဖယ်လိုက်သေးတယ်ဒါဆိုဖယ်လိုက်တာနော်ဒါဆိုရင်ဒါမဖယ်ရတဲ့ဟာပေါ့နော်မဖယ်ရတဲ့ဟာမှာထွက်လာတာဟာပေါ့နော်တကယ်လို့ခင်ဗျားတို့ကအမှstop word လည်းဖယ်လိုက်တယ်ပြီးလို့ရှိရင်ထပ်ပြီးတော့ကြမ်းလိုက်တဲ့အခါမှာထိတ်ဆုံးတရားလည်းမလိုချင်ဘူးဆိုလို့ရှိရင်ဒါမျိုးရတယ်ပေါ့လေနော်အဲ့မှာလည်းလေးမန်လေးတို့ဘာတို့နေနေတာပါလာပြီပေါ့နော်ခန္ဓာကိုယ်တို့ဘာလို့ပါလာပြီနော်ဂျပန်တို့ဘာလို့ပါလာပြီနော်ဆရာဝန်တို့ဘာလို့ပါလာပြီဟုတ်နော်အဲ့တော့တကယ်လို့အဲ့ဒါမှထပ်ပြီးတော့ကျွန်တော်1000လောက်ထပ်ပြီးတော့ဖြုတ်မယ်ဆိုလို့ရှိရင်ဆိုတော့ဗျာထိတ်ဆုံးက frequency တအားများတဲ့ကောင်ကိုဖယ်တာကိုပြောနေတာအဲ့တော့ခင်ဗျားတို့ data ထဲမှာအဲ့ဒီနော်slow နေရာဖြတ်ထားမယ်အဲ့ထက်မှာအရန်အချိန်ကြီးအတွက်များတဲ့ကောင်တွေကဘယ်လိုတွေရှိနေလဲဆိုတော့မြင်အောင်ပြတာပေါ့နော်နောက်ဆုံး1000ဖြစ်လာလို့ရှိရင်ဒါမျိုးရတာပေါ့နော်တကယ်ဗမာစာခက်တယ်ဗျခက်တယ်ဆိုတာလေခင်ဗျားတို့လည်းမြင်ပါလိမ့်မယ်နော်လုတ်တဲ့လောက်ပေါ်မူတည်ပြီးတော့အဲ့ဒီ data ကို data လည်းတတ်ဖို့လိုတယ်ပြီးတော့အဲ့ဒီ data ကိုခင်ဗျားတို့ကနားလည်ဖို့လိုတယ်အခုသိရတိုင်းပဲနောက်ပိုင်းအဲ့လည်းကြာပါပြီအရင်ကလည်းလူမျိုးတော့ရှိပါတယ်ဒါပေမဲ့တော်တော်များကခုနောက်ပိုင်းဆိုလို့ရှိရင် data ကိုပြင်ဖို့တိတ်ပြီးတော့အားမဆိုင်ချင်ကြဘူးတဲ့မှာချက်ချင်းပဲရလကလိုချင်ကြတယ်
ကျွန်တော်တို့ကကြောင့် data ကိုတော်တော်လေးတန်ဖိုးထားတယ်ပြဿနာလည်းကျွန်တော်မြင်လို့ပေါ့နော်အတွေ့အကြုံအရပြဿနာလည်းမြင်လို့ကိုယ်တိုင်လည်းလောက်ခဲ့တာတွေအများကြီးရှိတော့လေအဲ့တော့ကိုယ်တိုင်ကဒီ data ကိုပြင်ခဲ့တဲ့အတွေ့အကြုံကလည်းရှိတော့ဒီ data တွေမကောင်းလို့ရှိရင်ခင်ဗျားတို့ model ဘယ်လောက်ပဲကောင်းကောင်းများသိရမလားဘယ်လောက်ကြီးပဲဟောဖြစ်ဖြစ်ဒုက္ခပေးတယ်ပေါ့နော်ဒုက္ခပေးတော့ data ပေါ်တော့မှီတာဟုတ်အဲ့တော့ဥပမာကျွန်တော်တို့ကအင်္ဂလိပ်စာတို့ဘာမှဆိုလို့ရှိရင်အကြမ်းမြင့်အပြင်ကပြောကြတယ်ဗျာရတယ်ရေးမကြည့်ဘူးငါတို့က data အရင်များလို့ရှိရင်ချုပ်ကိစ္စတွေရှင်းသွားမယ်ဟုတ်တယ်ရှင်းတယ်ချုပ်ကိစ္စတွေမှာရှင်းတယ်ဒါပေမဲ့မရှင်းနိုင်လည်းအများကြီးပဲဆိုတော့ဥပမာကျွန်တော်တို့ general concept နဲ့ပြောမယ်လို့ရှိရင်ဥပမာပေါ့နော်ခင်ဗျားတို့ Facebook မှာမာစကားတွေပြောနေကြတာအများကြီးရှိတယ်အဲ့တော့ခင်ဗျားရတယ်များအဲ့အများထဲမှာမှန်လားများမယ်လို့ယူဆလို့ရှိရင်လုံးဝလွဲလိုက်ဥပမာခင်ဗျားလုပ်ချင်တာ spelling checking လုပ်ချင်တယ်ဆိုပါလို့ spelling checking လုပ်မယ်ဆိုပြီးတော့ခင်ဗျား data စုတဲ့အခါမှာ Facebook ကနေစုရဲဆိုပါလို့ Facebook မှာစုလိုက်လို့ရှိရင်ကျွန်တော်ကိုယ်တိုင်လည်းစုရပါတယ်မှားတာတောက်လဲပဲလေခင်ဗျားတွေ့ရတာပဲဒါတော့အကြောင်းကြီးမျိုးစုံပေါ့နော်ကမန်းကနန်းရလို့အမျိုးကလည်းရှိတယ်အချို့ကကျတော့သူတို့ရဲ့ပညာရေး educational background ပုံမူတည်ပြီးတော့မှားတာလည်းရှိတယ်မသိလို့ပေါ့နော်မသိတာတော့တချို့အများကြီးပဲရောနေတော့တိုင်းသားတွေပါတယ်မျိုးစုံပေါ့နော်ဟိုတိုင်းသားတွေပါခွဲခြားတာမဟုတ်ဟိုမြန်မာသားရဲ့ level ကမျိုးစုံရှိတာဟုတ်ပြောချင်တာလေပြောချင်တာတော့ဟို domain ပုံမူတည်ပြီးတော့အခါကျရင်ပြောတယ်အင်္ဂလိပ်ဘာညာပြောနေတယ်ဗမာသားလည်းရှိမယ်ဥပမာပြပါနော်ဆိုတော့ခြေခံအပြင်အကျမ်းပြောရလို့ရှိရင်ခင်ဗျာ spelling checking လုပ်မယ်ဆိုပြီးတော့ data ကိုစုတဲ့အခါမှာကောင်းတယ် Facebook ကအမှားတွေအများတော့ခင်ဗျာအမှားတွေကိုယူရပြန်ပြင်ရတာပေါ့နော်ပြင်ရတယ်ဆိုတော့ပြောနေတဲ့ point ကကြတော့ data များလို့ရှိရင်သူကမှန်မယ်လို့ယူဆလို့ရှိရင်မှားမယ်လို့ပြောချင်တာဆိုတော့သူကကျွန်တော် concept တစ်ခုနေနဲ့ဗျာရတယ်အများစုကအမှန်တော်ရေးကြမှာပဲလို့ဆိုတဲ့ concept နဲ့သွားမယ်ဆိုတော့ Facebook ကယူရဲဆိုတော့မှားလိုက်မယ်လို့ပြောချင်တာကျွန်တော်ဒီမှာစုထားတာရှိတယ်ပြလို့ရရင်ပြလိုက်စုနေတာပေါ့နော်အားလို့စုနေတာရှိတယ်ပေါ့နော်ဥပမာဆိုပါစို့ဒါမျိုးတွေပေါ့နော်ဒါမျိုးရာဆိုဒါចောင်းသားတွေလည်းကျွန်တော်စုခိုင်းပါတယ်ကျွန်တော်ကိုယ်တိုင်စုပါတယ်ဒါခင်ဗျားတို့မြင်ပါလိမ့်မယ်ဒါဆိုရင်ဒါဘယ်ဘက်ကဆိုရင်မှားတာပေါ့နော်ညာဘက်ကတော့ကျွန်တော်ပြင်ထားတဲ့ဟာနော်ဒါလည်းဒါလက်တွေ့ပြောပြတာကျွန်တော်နေ့စဉ်ကျွန်တော်လုပ်နေတဲ့ထဲမှာအားရလည်းပါတယ်ပြောပြတာအဲ့တော့မျိုးစုံပဲမှားတာမျိုးစုံပဲနော်ဒါချုပ်ခင်ဗျားတို့ဒါမမြင်ရတဲ့ character တွေလည်းရှိတယ်ပုံမှန် test editor မှာဆိုမမြင်ရဘူးဒီ notepad plus မှာမမြင်ရလေနောက်တစ်ခုခင်ဗျားတို့မှာတွေ့ရတိုင်းပဲနော်ဒီမျိုး emoji လို့ခေါ်တယ်လေဟုတ်မလားဒါမျိုး mark တွေလည်းပါတယ်အဲ့တော့မျိုးစုံပဲဗျာနော်ဘယ်လိုခေါ်မလဲဒါမျိုးအမှားတွေကကျွန်တော်မြန်မာသားမှာ special ဖြစ်နေသလားလို့တော့ကျွန်တော်ထင်တာလေနော်အဲ့တော့ပုံမှန်ဟိုရှင်းပြလို့မရဘူးခါကျရင်ဒီမှာထိုင်းနေပါလေရှင်းပြလဲသူတို့ကျွန်တော်ဗမာသားဖြစ်နေတဲ့ကိစ္စတွေသူတို့နားမလည်နိုင်ဘူးအချို့ဟာကြလေgeneral concept နဲ့ပဲဆိုရင်ဒါသူတို့ theory နဲ့ပဲတွားလို့ရတယ်ဗျမဟုတ်ဘူးဗမာသားမှာဖြစ်နေတဲ့ပြဿနာတွေအများကြီးပဲဒါဆိုတမင်လာရေးထားတာလေနော် Facebook ကဖြတ်မှာဆိုလို့တမင်လာနော်ဟိုသူ့ရဲ့ comment ကိုဖြတ်မှာဆိုလို့ရေးထားရတယ်ပါတယ်ဗျမျိုးစုံပဲမျိုးစုံနော်မျိုးစုံနောက်တစ်ခါကျတော့ဒီမှာရည်နေတယ်ဆိုရင်မဲ့ခင်ဗျားတွေ့ပါလိုက်မယ်ရည်နေတယ်ဆိုရင်မဲ့တစ်ခါကျရင်သူကဒါဘယ်လိုပြောရမလဲခါကျရင်တကယ်ဟိုပျော်နေတဲ့ဟာကိုလည်းပြောသလိုတစ်ခါကျရင်ရွေ့ပြီးပြောရလည်းရှိတယ်အဲ့ပုံစံမျိုးတွေပေါ့နော်အများကြီးပဲအဲ့တော့ data handling နေရာလေးခက်တယ်အဲ့တော့တကယ်တမ်းကျွန်တော်ပြောသလိုပဲဒီ large language model ကိုကျွန်တော်ကခုခိုင်းလိုက်မယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော် input ပေးတယ်ပေါ့နော်ခုကတော့ prompt ပေါ့လေနော် prompt လို့ပြောလို့ရတယ်ဒါပေမဲ့ file လည်းဖြစ်နိုင်တယ်လေနော်ဘာပဲဖြစ် prompt ဆိုတဲ့ဟာကိုစဉ်းစားမယ်လို့ရှိရင်ကျွန်တော်တို့ကတကယ် model တော့မဝင်ခင်မှာသူကအဲ့ data ကိုကျွန်တော်တို့ကစလုံးဖြတ်တယ်နောက်တစ်ဆင့်ရေးကြည့်တာကကျတော့ကျွန်တော် embedding လို့ခေါ်တယ်အဲ့တော့ embedding ဆိုတဲ့ဟာကကျတော့ကျွန်တော်တို့ကသိတိုင်းပဲဒီအခုလက်ရှိသုံးနေတဲ့ computer တွေက01နဲ့အထဲမှာလုပ်တာလေ quantum computer ပြောင်းသွားရင်တော့နောက်ထပ်ပုံစံမျိုးပြောင်းသွားမယ်အခုလောကကျွန်တော်တို့သုံးနေတဲ့ computer အများစုနော်သုံးနေကြတာတွေကဒီ binary ကိုစေခံရတာလေအထဲထဲမှာတွက်တာချက်တာတွေအားလုံးကကျွန်တော်တို့က binary ပြောင်းပြီးသွားတယ်လိုလည်းပြောလို့ရှိရင်ခဏန်းပြောင်းပြီးသွားတယ်ဗျာဆိုတော့မြန်မာစာအုပ်ထဲမှာခင်ဗျားတို့ကလာတဲ့ language model ထဲမှာဘယ်လိုအလုပ်လုပ်လဲဆိုလို့ရှိရင်တကယ်ကတော့အဲ့စာကြောင်းတွေကိုစလုံးဖြတ်ပြီးလို့ရှိရင်သူကခုတော့ကိုစားပြုရမယ်နောက်ဆုံးပြီးအလွယ်ပြောရင်နံပါတ်ပြောင်းရမယ်ဘယ်လိုနံပါတ်ပြောင်းမှာလဲအဲ့ကိစ္စကိုလည်းသူတည်နာလောက်လာတာအများကြီးပဲတောက်လျှောက်ပဲအဲ့တော့အဲ့ဒီတစ်ခုပြောပါဆိုတော့ TF ITF နော်ဆိုတော့ဒါလည်းအလွယ်ပြောရလို့ဆိုတာ frequency ပါပဲ frequency ကောက်မယ်နော် frequency သူဒီကောက်လို့သွားတာပဲဒီမှာအခုကျွန်တော်ပြသလိုပဲနော်ပြရသလိုပဲအဲ့တော့ဒီမှာဆိုလို့ရှိရင်ခင်ဗျားရဲ့ corpus ကဒါလေးပဲရှိတယ်ဆိုပါစို့ဗျာခင်ဗျားရဲ့ဒါစာကြောင်းလေး၄ကြောင်းပဲရှိတဲ့ data ပေါ့နော် corpus နဲ့ကြည့်လိုက်ရှိမယ်ဆိုရင်အဲ့ကောင်ကိုကျွန်တော်က server ဖြတ်လိုက်ပြီးတော့
နော်တရားအပြပြောင်းမယ်ဆိုရင်ဒါမျိုးရတယ်လို့မလုပ်ပြတာနော်ကျွန်တော်ဒီမှာအသေးစိတ်တွက်တာလည်းမပြတော့မယ်ဒီ program နဲ့ကျွန်တော်အားလုံးတင်ပေးတာတယ်ကျွန်တော်ရဲ့GitHub မှာတင်ပေးတာပါတယ်နော်ကျွန်တော်ဒါကျွန်တော်ရဲ့ဆိုမှလက်ကဟာပါပဲနော်ကျွန်တော်လက်ကဟာပါတင်ပေးတာတယ်Python နဲ့ရေးတာလို့ထင်တယ်ဒီကောင်အရင်တော့ကျွန်တော်တို့ပါသုံးတယ်ဗျာပါ programming သုံးတယ်တော့ခုကမြင်ပါလိမ့်မယ်အဲ့တော့ခုကျွန်တော်တို့ကကိုစားပြုဖို့ကျွန်တော်ကလုပ်ရတယ်ဗျာပြီးတော့မှကိုလိုချင်တဲ့ခိုင်နော်ကိုစောက်ထားတဲ့ model ကညှိပြီးတော့သူကအဲ့ဒီနော်ဟာနဲ့တွားပြီးတော့ကျွန်တော်တို့ခိုင်းတဲ့အလုပ်ကိုလုပ်မှာဟုတ်ဆိုတော့အရင်ဆုံးကျွန်တော်တို့ကအဲ့ data representation လို့လည်းခေါ်တယ် embedding လို့ခေါ်တယ်အဲ့အဆင့်ရလည်းအရေးကြီးတယ်အဲ့တော့အဲ့ကောင်ကလည်းခုနကပြောနေတာ NLP ကလာတာတွေပဲဒါတွေကနော် NLP တို့ machine learning တို့ကလာတာပဲLLM မှာလည်းအကုန်ပါတယ်AI မှာလည်းအတူတူပဲ AI ပြောနေ AI model လို့ပြောတယ်အခြေခံအပြင်အတူတူပဲဒါပေမဲ့သူ့စိတ်နာ fee အရန်ကျယ်ပြန့်တော့နော်ဗီဒီယို data တို့ပုံ data တို့ရောတာတွေလည်းနော်လောက်လာကြတယ်အားလုံးကဘယ်လိုပဲပြောအားလုံးကကျွန်တော်တို့ကအဲ့ data ကိုကျွန်တော်တို့က future ထုတ်တယ်လို့ခေါ်တယ်future learning လုပ်တယ်လို့ခေါ်တယ် embedding လုပ်တယ်လို့ခေါ်တယ်အဲ့ဆင့်ကအရေးကြီးတယ်အဲ့ဆင့်ကကျွန်တော်တို့နော်ပါတယ်ပေါ့နော်ဟောဒါကမတ်တက်တစ်ခုပေါ့နော်အမတ်တက်တွေအများကြီးပဲအဲ့ထက်မှာကျွန်တော်တို့ချစ်တယ်စိတ်ဝင်စားတဲ့ဟာဆို what to vet ပေါ့နော် what to vet Mikolov က proposal တင်တာ2013မှာလို့ထင်တာပဲဒီဟာ2013မှာလားsorry မှတ်မိတော့အဲ့တော့ဒီကောင်ကဘာလဲဆိုရင်ခင်ဗျာနော်အရန်စိတ်ဝင်စားတယ်ဗျာကျွန်တော်တို့ဆိုတော်တော်လေးစိတ်ဝင်စားတယ်ပြောရရင်ဒီ AI နေပါတယ်အခုပြောနေတဲ့ large language model ဖြစ်လာတယ်လို့ပေါ့ဆိုတာဒါတွေပေါ့စင်ငယ်မိတာဗျာပြောရလို့ရှိရင်လေစင်ငယ်မိတာအဲ့တော့ဒီ proposal ကဘာလဲဆိုလို့ရှိရင်ခင်ဗျားတို့စလုံးကိုတင်ချလို့တွက်လို့ရပြီဗျာပြောရရင်စလုံးကို butter ပြောင်းလိုက်တာသူက butter ပြောင်းလိုက်လို့ရှိရင်ပြောင်းခြင်းအပြင်ဘာကောင်းသွားလဲဆိုတော့ဒီမှာပြရသလိုပဲနော် male ဒီမှာနော် male နဲ့ female ဆက်ဆက်မှုပေါ့နော်ဆိုတော့ man နဲ့ woman လို့နော်ဘယင်နဲ့ဘယင်နော် queen ဘယင်မလားဘယင်မနဲ့ဆက်ဆက်မှုလို့အဲ့ဒီ relationship တွေမှာ तू ကဆွဲထုတ်လို့ရလာပြီဗျာ retreat လုပ်လို့ရလာပြီအဲ့တော့စလုံးကို butter အဖြစ်ပြောင်းလိုက်ခြင်းအပြင်အဲ့လိုလုပ်လို့ရပြီလို့ပြောချင်တာလုပ်လို့ရတယ်တိုင်းတာတစ်ခုလုပ်လို့ရပါပြီနောက်တစ်ခုကမှပြောသလိုပဲ verb tense ပေါ့နော် walking နဲ့ walk နဲ့ဟဲ့လားဒီလိုမျိုးနော် past tense နော် present tense စသဖြင့်အဲ့လို relationship တွေမှာ तू ကဆွဲထုတ်လို့ရလာတယ်ဆိုတဲ့ဟာတော်တော်လေးအပြောင်းလဲကြီးတယ်ဗျာပြောရလို့ရှိရင်အဲ့ဟာရတဲ့အချိန်မှာကျွန်တော်တို့ဆိုတဲမဲမဲကိုအဲ့နောက်ကိုကျွန်တော်တော်တော်လေး live ဖြစ်တယ်စမ်းဖြစ်တယ်ပေါ့နော်မြန်မာစာနဲ့စမ်းဖြစ်တယ်ပြဿနာအားကြောင့်မြန်မာစာကိုစမ်းလို့အရင်မလွယ်ဘူးဘာကြောင့်လဲဆိုတော့မြန်မာစာက word ဖြတ်လို့သိရမလားကျွန်တော်အမှရွာလည်နေရောလေနော်မြန်မာစာကိုစလုံးဖြတ်ရတာအခုချိန်ကြီးတော့ခက်တယ်ဗျာခက်တယ်အဲ့တော့ Opawa ကအခုတော်တော်လေးလုပ်တယ်အဆင်ပြေတယ်ဆိုပေမဲ့ 100% မှန်တာမဟုတ်အဲ့ဒါတော့ဘယ် segment တာမဆိုပဲနော်နောက်တစ်ခါကျအဲ့ဒါကြောင့်ခက်တယ်လူတွေကိုယ်တိုင်ဖြတ်လဲခက်တယ်ကျွန်တော်တို့တမချက်တစ်ခုနဲ့တွားကြရတာဟုတ်ဆိုတော့တကယ်ကြလုံးမယ်ဆိုလို့ရှိရင်တော့ခုနကဘာသာဗေဒပညာရှင်တို့ကလည်းတွဲပြီးတော့ကျွန်တော်ဆန်ကိုတတ်မှတ်လိုက်ပြီးတော့တွားမှရတာပေါ့နော်နောက်ဒီတာလည်းအများကြီးပြင်ထားမှရဆိုတော့ကျွန်တော်တို့ကတကယ်ကပြောလို့ရှိရင်ကျွန်တော်လုပ်ခဲ့တယ်စမ်းခဲ့တယ်ဒါပေမဲ့ရလက်ကအကောင်းကြီးမဟုတ်ရလက်ကအကောင်းကြီးမဟုတ်အဲ့တော့အခုဒီမှာသူတို့ပြတာဆိုနော်ဒါဆိုရင်စပိန်နဲ့နော်မက်ဒရစ်တို့နော်ဂျာမနီနဲ့ဘာလင်သူနော်နိုင်ငံနဲ့မြို့နာမယ်ဆက်ဆက်မှုတွေကိုအဲ့တော့ဆိုလုပ်ချင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်လုပ်လို့မရဘူးအဲ့တော့မရဘူးဆိုတော့မဟုတ်ဘူးပေါ့လေကျွန်တော် data သေးသေးနဲ့တော့လုပ်ကြည့်တယ်ရတော့ရတယ်ပေါ့ဒါပေမဲ့ကြိုက်ကြီးမဟုတ်တော့တကယ်တမ်းရတာခင်ဗျားတို့ခု talk လုပ်မယ်ဆိုပြီးတော့ကျွန်တော်အဲ့ corpus ကိုကျွန်တော်ပြင်နေတယ်အကြီးရှိတာကိုအခုတန်းနဲ့4သိန်းရှိတယ်လေအဲ့ဒါထုတ်မယ်ဆိုပြီးပြင်နေတော့အဲ့ဒီကောင်နဲ့ကြာမှာပို့ပြီးတော့ရတာဗျာအဲ့ရလာတွေကျွန်တော်ပြပေးမယ်အဲ့တော့တကယ်တမ်းအသေးစိတ်တွေကခင်ဗျားတိပဲနော်တိကျင်တယ်ဆိုလို့ရှိရင်စာတမ်းဖတ်ပါလို့ကျွန်တော်အကြံပေးချင်ပါတယ်အဲ့တော့စာတမ်းမဖတ်လို့တော့မရအောင်အဲ့ဒါတော့နည်းနည်းလေးပေါ့လေဟိုဘယ်လိုပြောမလဲ development ပိုင်းပဲဆိုရင်တော့တစ်မျိုးပေါ့လေဒါပေမဲ့ development ပိုင်း programming ပိုင်းပဲဆိုလဲတိထားရင်ပိုကောင်းတာပေါ့နော်မဟုတ်ရင်ကြတော့ချို့နေရာကျခက်ခဲတွေ့နိုင်တယ်ပေါ့လေနော်တကယ်တမ်းမသိဘူးခင်ဗျားတို့ research ကိုစိတ်ဝင်စားတယ်ကျွန်တော် researcher ပြောလို့ရှိရင်တော့စာတင်တယ်ဆိုတာတဲ့ research လုပ်တာပိုများတယ်ပေါ့နော်တရက်အဲ့မြန်မာစာရှုပ်ထုတ်နေတယ်ပဲကျွန်တော်တရက်လုပ်နေတာပေါ့နော် model စောင့်မယ်evaluation လုပ်ကြည့်မယ်စမ်းကြည့်မယ်လို့သွားတာဆိုတော့ paper တော့ကျွန်တော်နေတိုင်းမဖတ်လို့မရအောင်အဲ့တော့ခင်ဗျားတို့လည်းဒီခုကျွန်တော်ပြောနေတဲ့ဒီကိစ္စဘယ်လိုလုပ်သွားတာလဲသိချင်လို့ရှိရင်အကုန်လုံးကရေးပြတာအဲ့ဒီမှာအကုန်လုံးရေးပြတာเนาะအခုကောင်းတာကျွန်တော်တို့ဒီ research လောကမှာကြတော့လေအကုန်လုံးကဖတ်လို့မရတာဖတ်ထားလဲဒီဟာသုံးမဲ့လူမရှိတော့ဘူးနောက်က research သဘောတော့ဟာတယောက်တည်းလုပ်လို့မရကျွန်တော်လုပ်ခဲ့တာကိုเนาะကျွန်တော်တပည့်เนาะမသူရအောင်တို့ချားเนาะမလှိုင်းမြတ်နယ်တို့เนาะချားเนาะဒဇင်တို့ချားဆက်လုပ်သွားဖို့လိုတာเนาะတယောက်တည်းလုပ်လို့မရ
နော်အဲ့ကြောင့်မလို့ single လောက်သွားတာဖြစ်တော့ကြောင့်မလို့ကျွန်တော် data share တယ်အဲ့ဒီကုတ်လဲ share တယ်ခုနောက်ပိုင်းဆိုရင်အဲ့ဒီအားလုံးကလည်းတကယ်တော့ NLP ကစလုပ်တာခင်ဗျားတို့သိအောင်ပြောပြတာတကယ်ကကျတော့အဲ့လို data တွေ share တယ် program တွေ share တယ်ဆိုတာ NLP သမားတွေစလုပ်တာဒါဆိုလုပ်လို့ရှိရင်ကျွန်တော်အဲ့ဟာလောက်ခက်တယ်လေကျွန်တော်တို့ငယ်အရင်တော့ဆိုရင်ဒါကုတ်ရဖို့အရင်ခက်တယ်ကုတ်ဆိုဖွက်ထားရတယ်လေကျန် program ဆိုဖွက်ထားရတယ်အဲ့ခေတ်ကအခုပြောင်းလာတာလေအခုကျတော့အားလုံးက share ပြီးတော့တွားကြရတယ်ပေါ့နော်ပို့ပြီးတော့ပွင့်လင်းလာတယ်ပို့ပြီးတော့အဆင်ပြေလာတယ်အဲ့တော့ paper ကလည်းအဲ့တိုင်းပဲဒါဆိုလို့ရှိရင်လည်းဒါဒီ archive ဆိုတဲ့ဟာဖြစ်လာတာလည်းတကယ်တော့ရာဇဝင်နဲ့ပဲပြောရလို့ရှိရင်ဘာလို့လဲဆို paper တွေကလည်းတကယ်ကတော့အရင်တော့ဝယ်ဖတ်ရတယ်အခုလည်းတူတူပါပဲအခုလည်းချုပ် journal paper တွေကျွန်တော်တို့တင်ထားတာကျွန်တော်တို့ရေးထားတဲ့ paper ကျွန်တော်တို့ပြန်ပြီးတော့ဖတ်လို့မရအောင်ထားကြလို့ရှိရင်အဲ့ဒီ IEEE account မရှိဖတ်လို့မရတာတို့နည်းမလား ACM account မရှိဖတ်လို့မရတာတို့အဲ့လိုပြဿနာတွေရှိတယ်နော်ကျောင်းနေနဲ့ချိတ်ထားပြီးတော့မှမြောက်သုံးလို့ရတယ်ဗျအဲ့ကြောင့်တစ်ခါကျတော့နည်းနည်းလေးအဆင်ပြေဦးတယ်နော်အထူးသဖြင့်ဗမာကျောင်းသားတွေပါဖတ်ချင်တယ်ဆိုလို့ရှိရင်paper က absolute ပဲမြင်ရတယ်ဖတ်လို့မရအောင်အဲ့ပြဿနာတွေအများကြီးရှိတယ်အဲ့ဒါကိုအခုဒီ archive တွေမှာကျွန်တော်တင်ကြတာပေါ့နော် preprint ဆိုပြီးတင်ကြတာအရင်ကကျတော့ copyright ရှိတော့လေမရအောင်အခုလည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့လည်းရေးခဲ့တဲ့ paper အများကြီးပဲကျွန်တော်တို့ခု200ကျော်လောက်ရှိမယ်အဲ့ဒါကြီးအားလုံးကကျွန်တော် share လို့ရတော့ share ပေးတာလေအချို့ဟာတွေက share လို့မရဘူးခါကျအချို့ကကိုယ့်ဟာနဲ့ကိုယ်တော့ပြန်ဖတ်လို့မရတယ်ရှိတယ်ရီတော့ရီရတယ်တော့ paper တော့ဖတ်ပါဘောနော်အဲ့တော့တကယ်ကဒါ what to buy paper အခုဒီကောင်နော် what to buy paper ဒါအဲ့ဒါကိုသူထပ်ပြီးတော့ဒီ Thomas Miko လုကပဲသူထပ်ပြီးတော့ extend လုပ်တယ်နော် extend လုပ်တယ်အဲ့ဒီဟာက fast step လို့ခေါ်တယ်အဲ့တော့ကျွန်တော် what to buy ကိုနဲ့ fast step ကတကယ်တော့ချိန်ခံအပြည့်တူတယ်ဗျာအဲ့တော့ကျွန်တော်အကုန်လုံးပြဖို့ချိန်မရတော့ fast step နဲ့ model ဆောက်လိုက်တယ်ဆောက်ပြီးတော့အဲ့ဒီဟာလေဆွဲထုတ်ထားတဲ့ဟာကိုပဲကျွန်တော်ပြမယ်ပေါ့နော်အဓိကလေမြင်အောင်ပေါ့အဲ့တော့ဒါကကျွန်တော်တို့ထုံးစံတိုင်းပဲခင်ဗျားတို့ what to buy model မဆောက်ခင်မှာဆိုရင်အရင်ဆုံး corpus ကိုစလုံးဖြန့်ဒါစလုံးဖြတ်တဲ့လို့လုပ်တာအဲ့တော့ကွန်ပျူတာသမားတွေပဲမဟုတ်ဘဲနဲ့အခြားစိတ်ဝင်စားလို့လာနောက်ထောင်တဲ့လူတွေပါလို့ရှိရင်တော့နည်းနည်းလေးနော်သိခံပြီးတော့ဟောလုပ်ပါအဲ့တော့အဓိကလွယ်ဆိုတာလေကျွန်တော်တို့ကွန်ပျူတာသားပြောလို့လွယ်တော့ဗျာ command line နဲ့ပဲကျွန်တော်သွားကြတာဟုတ်အချို့ဘာသာဗေဒပညာရှင်တွေပါအချို့လည်းတကယ်ကတော့ဒါမခက်ပါဘူးအဲ့တော့အဓိကဒီမှာ corpus နာမည်ပေးလိုက်တယ်နော်ကျွန်တော်တော့ dictionary ပေါ့နော်ကျွန်တော် dictionary သုံးတာတော့ dictionary စောက်ထားတဲ့ dictionary နော်အဲ့မှာ graphic new phonics dictionary ရယ် my post corpus ကဆွဲထုတ်ထားတဲ့ dictionary ရယ်နာမည်ရယ်တွဲထားတဲ့ dictionary ပေါ့နော်နာမည်တွေပါလေဖြတ်ရတာခက်တယ်လေအထူးသဖြင့်ဒီမှာမှားမဲ့ပါတယ်နာမည်တွေမှားမှာအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်နာမည်တွေရတော့ထည့်ထားတယ်နာမည်ပေါင်းကျွန်တော်ထင်တယ်2သိန်းကျော်တယ်လို့ထင်တယ်ဗမာနာမည်တွေပေါ့နော်ဒါပေမဲ့အဲ့2သိန်းကျော်ကသိရတိုင်းပဲကျွန်တော်တိုင်းသားနာမည်တွေလည်းပါတယ်နော်မျိုးစုံပါတယ်ကချင်မျိုးနာမည်တွေရောကျောင်းသားတွေနဲ့ကျွန်တော်ကျောင်းသားတွေလုပ်ထားတာပါကျွန်တော်ဒီ YDU ကကျောင်းသားတွေပေါ့နော်နဲ့လုပ်ထားကြတာပေါ့နော် money trade တို့နော်ထွေစင်မိုးတို့လည်းလုပ်ထားကြတာပေါ့နော်အများကြီးပဲအဲ့တော့အဲ့ဒီဟာတွေပါတယ်နော်အဲ့တော့ဒါပေမဲ့ဒီထဲမှာကျွန်တော်မပါတာသူစပင်းတော့ဖုန်းနာမည်ဖုန်းကြီးနာမည်မပါဘူးဆိုတော့တေးကြတယ်ဖုန်းကြီးနာမည်ဝင်လာလို့ရှိရင်သူဖြတ်တာမှားလိုက်ဒါကျွန်တော်ပြောတယ်စမန်ရှင်းကခက်တယ်ဆိုအားကိုပြောနော်နောက်ကဒီတော့မပါတဲ့မြို့နာမည်လို့အာဖရိကရွာနာမည်လို့အောင်ဆိုရင်ဖြတ်ပေးနေတာမဟုတ်အဲ့တော့ဒီကတော့ကျွန်တော်ဆက်ပြီးတော့တိုးသွားပါမယ်ခင်ဗျားသုံးမယ်ဆိုလို့ရှိရင်ခင်ဗျား additional ကိုထပ်ဖြည့်သွားရင်လုပ်ရမှာပေါ့နော်လုပ်လို့ရတယ်နော်ဒါစလုံးဖြတ်လိုက်တယ်နော်ဖြတ်ပြီးလို့ရှိရင်ကျွန်တော်တို့ model ဆောက်မယ်အဲ့တော့ model ဆောက်တဲ့ခါမှာ CBO ဆိုတဲ့ technique ရှိတယ် skitgram ဆိုပြီးတော့2မျိုးရှိတယ်အဲ့တော့ CBO ကကျတော့သူကနော်နှစ်ခုလုံးကနေပြီးတော့ယူတာပေါ့နော်အဲ့တော့ဒီကောင်ကကျတော့သူနဲ့ပြောရလို့ရှိရင်တော့ဒီစလုံးကိုတည်လိုက်ပြီးတော့ဒီစလုံးနဲ့ရှေ့ရစလုံးနဲ့ဘယ်လိုတွားလဲတစ်ခုချင်းစီတွားတာပေါ့နော်ဒီကောင်ကအဲ့လိုတွားရှေ့နောက်တွားတော့ဒီကောင်ကကျတော့အတွဲလိုက်ယူအဲ့တော့နှစ်ခုလုံးကတကယ်ကတော့အတိအကျတော့မဟုတ်ဘူး what do you စောက်ပေးတယ်စောက်ပေးပြီးတော့အဲ့ဒီကောင်ကိုကျွန်တော်ကတိုင်းတာတဲ့ခါမှာရလက်ကအနည်းချင်းတော့အပြောင်းလဲရှိတယ်ဒါပေမဲ့ default က skitgram ပေါ့နော် default က skitgram ဒါတော့အဲ့ဒီ what to first step model စောက်တဲ့အကိတချာလို့ပေါ့နော်အဲ့ဒီတစ်ခုပြောတာပါအဲ့တော့ဒါ model စောက်တာပါအဲ့တော့ကျွန်တော်နော်3 minute လောက်ပဲကြာပါတယ်နော်ဒါရောသွားတော့နော်ရရနော်အဲ့တော့အဲ့မှာကျွန်တော်စောက်တဲ့ခါမှာကျွန်တော် dimension ပေါ့နော်ပြောင်းလို့ရတယ်ဒီမှာကျတော့ဒါကကျတော့ default နဲ့ skitgram နဲ့စောက်ထားတယ်ဒီကောင်က CBO နဲ့စောက်ထားတယ် file name လည်းကျွန်တော်တိတောင် CBO ဆိုပေးထားတယ်ပေါ့နော်အဲ့ဒါဘာလို့လုပ်လို့ရလဲဆရာဆိုခုနပြလို့ပေါ့မြန်မာစာကိုကျွန်တော်တို့ကအပေါင်းထုတ်လို့ရ vector ဖြစ်သွားပြီစလုံးနေရ vector ဖြစ်သွားပြီအပေါင်းထုတ်လို့အဲ့ဒါအရင်ကောင်းတယ် solidary ဆွဲထုတ်လို့ရတယ်အဲ့ဒါကိုပြနော်အဲ့တော့တကယ်တင်ချာလေးနဲ့ပြောမယ်ဆိုတော့တကယ်တိုင်းတာကို size similarity ဆိုပြီးတိုင်းတယ်ဒီမှာအသေးစိတ်မသွားတော့ပါဘူးသူကတည့်တိုင်းပဲစလုံးတစ်လုံးနဲ့တစ်လုံးက
ဘလောက်နီးစက်လဲဘလောက်နော်အဓိပ္ပာယ်ငါပြောနေနီးစက်တယ်ဆိုတာအဓိပ္ပာယ်ကိုပြောတာနော် semantic ကိုပြော semantic အဓိပ္ပာယ်ဘလောက်နီးစက်လဲဘလောက်စင်တူတယ်ဆိုတဲ့ဟာကိုရအောင်လုပ်တဲ့ proposal ပေါ့နော်ရန်နာမယ်ကြည့်တယ်ဒီပေးပါနော်ရန်နာမယ်ကြည့်အဲ့တော့ကျွန်တော်ပြောလို့ပါထပ်ပြောလို့ပါပဲဒီဟာတွေကြောင့်မလို့အခုနောက်ပိုင်းကျွန်တော်တို့ပို့လုပ်လို့ခေါင်းလာတာပဲပြောလို့ရှိရင် single အများကြီးပဲအဲ့တော့ -1 နဲ့ 1 ကြားထဲမှာရှိလိမ့်မယ်เนาะဒီမှာပြောလို့ပဲscore က1နဲ့နီးတယ်ဆိုလို့ရှိရင်သူကနော်similarity ကပို့ပြီးတော့ပို့တူတယ်ပဲမာလို့ပြပို့တူတယ်ပေါ့နော်ပို့ပြီးနီးတယ်ပေါ့နော်အဲ့တော့0ဘက်ရောက်သွားပြီဆိုရင်ပို့ပြီးဝေးသွားတယ်ပေါ့နော်ထားပါတော့အဲ့တော့ formula လေးကဒါမျိုး formula ပေါ့နော်ကျွန်တော်တို့ကတော်လုပ်မယ်နော်ဟောလုပ်မယ်အဲ့တော့ယာရီကြည့်ပို့စင်ဝင်လာတယ်နော်အဲ့တော့ကျွန်တော်တို့ရန်ကုန်ဆိုတဲ့စလုံးကိုနော်corpus ထဲမှာကျွန်တော် vector ဆောက်လိုက်ပြီးလို့ရှိရင်အဲ့ရန်ကုန်နဲ့တူတဲ့နီးစက်တဲ့စလုံးကိုဆွဲထုတ်ပေးပါဆိုရင်အဲ့ corpus ပေါ်မူတည်ပြီးတော့သူကဆွဲထုတ်ပေးတယ်ကျွန်တော် corpus ထဲမှာဆိုလို့ရှိရင်ဒီပြောနေတဲ့တန်း4,000နော်4သိန်းထဲမှာဆိုလို့ရှိရင်သူကရန်ကုန်ဆိုရင်မင်္ဂလာအောင်နဲ့ပို့ပြီးတော့သူကသူအဲ့ model အနေနဲ့သူကအဓိပ္ပာယ်နီးစက်တယ်လို့ကပြောတာပေါ့နော်အဲ့ဒီမှာဘယ်ဘက်အချက်ကကျတော့100 dimension နော်ဒီဘက်ကကျတော့200 dimension နဲ့ shot ဆောက်ထားတာပေါ့နော်အဲ့ပုံမူတည်ပြရတဲ့နေနဲ့ပါကွဲနေမယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒါရပြီဆိုရင်ကျွန်တော်အလုပ်အများကြီးလုပ်လို့ရတယ်နော်အများတို့မြင်ပါလိမ့်မယ်နော်အလုပ်အများကြီးလုပ်လို့ရတယ်အဲ့တော့တရက်သီးဆိုလို့ရှိရင်သူအဲ့ model နဲ့နားလည်နေတာကတရက်သီးဆိုတာရှောက်သီးတို့မင်းကိုသီးတို့နဲ့တူတယ်ဆိုတော့ဒါပေမဲ့သူမှချွတ်ရတယ်မှားတယ်မှားတယ်ဆိုတာမသိဘူး data ပေါ်မူတည်ပြီးတော့သူကဂစွန်းဆိုတဲ့ဟာကမသိဘူးဂစွန်းဦးလည်းဖြစ်နိုင်တယ်ဂစွန်းရလည်းဖြစ်နိုင်တယ်နော်ဒီမှာတော့နည်းနည်းလေးကွဲပါနော်အဲ့တော့ဒါပေမဲ့အချမ်းမင်းအဖြစ်သူကသူ့မှာတရက်သီးဆိုတာဒီအုပ်စုဆိုတာတော့သူသိသွားပြီလေနော်အဲ့ဒါအရန်ကြီးတယ်ကျွန်တော်တို့မှာအဲ့လိုသိသွားတဲ့ကြောင့်ကျွန်တော်တို့က chatbot လောက်တာတို့နော်test retrieval လောက်တာတို့ search engine တွေအရင်သုံးဝင်တယ်ဒီကောင်ကလေနော်အရင်သုံးဝင်တယ်နောက်ကွယ်မှာဒီကောင်တွေအများကြီးလုပ်တယ်။မားလည်းပြောလိုက်ဆိုပဲခိုင်မုန်ဒီဆိုလို့ရှိရင်သူကမုန်ဒီနော်ဒီအုပ်စုတော့သူသိသွားတယ်ဒီမှာဆိုတော့နော်ငါတွေ့ပါလိမ့်မယ်အချို့အရလည်းနည်းလွဲတာလည်းပါလိမ့်မယ်ဒါပေမဲ့သူကဒီအုပ်စုဆိုပြီးသူမြင်တယ်ပေါ့နော်။ဒီမှာဆိုပေါမုန်ကင်ဆိုတာလွဲနေတယ်လားဒါမသိဘူး။နော်ကျွန်တော်တို့ပေါမုန်အုံလို့ဆိုင်နေပဲရောနေတာပါမသိဘူးဒါပေမဲ့ဒီမှာအခြေခံအားဖြင့်တော့မုန်ဒီရခိုင်မုန်ဒီတူတယ်ဆိုတဲ့ဟာဒါဒီမှာထိတ်ဆုံးမှာပြတဲ့ဟာအတူဆုံးကိုပြောတာ။ဒါအောက်ကဟာကျွန်တော်10လုံးဆွဲထားလို့10လုံးပေါ့တက်လာတာ။တော့တကယ်ကအတူဆုံးဆိုတာဒီကောင်မုန်ဒီနဲ့တူတယ်တဲ့ဒီမှာလည်းမုန်ဒီနဲ့တူတယ်ဒါကတော့ကျွန်တော်ပြောတယ်နော်ဒီလိုဆွဲထုတ်လို့ရကောင်းတယ်နော်။သမီးစားဆိုလို့ရှိရင်ဒီမှာသူငယ်ကြီးစားနဲ့သူဒီကျွန်တော်ရဲ့ data ထဲမှာပေါ့နော်ငယ်ကြီးစားနဲ့သူတူတယ်ပေါ့သူအဓိပ္ပာယ်နီးစပ်ဆုံးဖြစ်တယ်။ရေးစားထားတာဆိုတာအဓိပ္ပာယ်နီးစပ်ဆုံးဖြစ်တယ်ဘာညာပေါ့နော်အဲ့လိုသွားတာပေါ့နော်အဲ့ဒါကတကယ်ကကျွန်တော်တို့ NLP လောက AI လောကမှာတကယ်အပြောင်းလဲတစ်ခုအနေနဲ့ history တစ်ခုပဲတကယ်ရတယ်နော်ကျွန်တော်နားလဲတာဒီမှာဆိုကြည့်မှာဆရာမဆိုလို့ရှိရင်လည်း तू ကနောက်ပြီးတော့သူနာပြုဆရာမတို့ဘာလို့လဲတော့ तू နော် तू တည်တယ်ဗျာနော်တည်တယ်ကျွန်တော်ပြောနေရအောင်ကြားပါရင်နော် line တော့ပြုတ်ထင်ပါတယ်ကြားပါတယ်ဆရာ Okay ဒီမှာဆိုလို့ရှိရင်မစိတ်ဝင်စားဘူးကောင်းတာမှာဆရာဝန်ဆိုတဲ့ဟာပဲဒါပေမဲ့ကျွန်တော်ဒီတိုင်းမှာအင်္ဂလိပ်စလုံးတွေလည်းပါတော့မှနော်မြောက်တွေ့ပါလိမ့်မယ်ဒါဆိုရင်လေချောင်းလိုက်နော်အတန်ဟိုပြုံစစ်တာလေနော်ဒိတ်ပဲ OG တို့ပါလို့အဲ့လိုမျိုးဆွဲထုတ်လို့ရတယ်နော်နောက်တော့ပို့ပြီးတော့ကောင်းတာပြမယ်ဒါအမေရိကန်ဆိုလို့ရှိရင်လည်းသူနီးစက်တာကိုပြတာပေါ့နော်100 dimension နဲ့200 dimension မှာတော့အဲ့လိုတော့နည်းနည်းပါတော့ကွဲလိမ့်မယ်ကနေဒါအမေရိကန်ပြည်ထောင်စုနော်နောက်တစ်ခုပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာခင်ဗျားတို့အပေါင်းထုတ်လို့ရတယ် vector ကိုဒါခင်ဗျားတို့သင်ခဲ့ပါလိမ့်မယ် vector เนาะကျွန်တော်တို့10လောက်မှသင်ရတယ်လေကျွန်တော်တို့ကျတော့ physics သမားဆိုတော့သိတယ်မယ်အဲ့ဒီ second year ပထမနေ့ second year ပေါ့နော်ဒီမှာအဲ့ vector တော်တော်များလောက်ရတယ်ဟော direction ရှိမယ်ဟုတ်လားကျွန်တော်သူက magnitude လို့ခေါ်နော်အဲ့တော့ကျွန်တော်လုပ်လို့ရပြီလေနော်ဒီမှာဆိုတော့ကျွန်တော်ဒါ is to နဲ့နော်သူကနော်ပေးလိုက်ပြီးတော့နော်ဒီကိုတွက်တာပဲလေနော်ဒီကိုတွက်တာပဲအဲ့တော့ဒီမှာဘာလဲအနှုတ်နဲ့ပေါင်းနဲ့ပြောမယ်ဆိုရင် a - b + c ပေါ့အစိုးရသဘောကတော့စုံးနဲ့ပြလိုက်ပို့ကောင်းမယ်အဲ့တော့ရန်ကုန် - မြန်မာပြီးတော့ ထိုင်းဆိုတဲ့သဘောကတော့နော်ဒီဒါ base ပဲလေဒါ base ပဲလေနော်အဲ့တော့ဒီနှစ်ခု relationship ကနေပြီးတော့ဟုတ်ပြီအဲ့ဆိုရင်ဒီထိုင်းကိုပေးလိုက်ရင်ရောဆိုတဲ့ဟာမျိုးပေါ့နော်ထိုင်းဆိုရင်ရောဘာဖြစ်မလဲဆိုတော့ဆိုတဲ့သဘောကတော့ရန်ကုန်မြန်မာဆိုရင်ဆိုတော့ဘန်ကောက်ရန်ကုန်မြန်မာဆိုရင်ဒါခဏသိတယ်နော်နိုင်ငံနဲ့မြို့နယ်လေအဲ့ထိုင်းကိုပေးလိုက်တဲ့ခါကျဘန်ကောက်ဆိုဆွဲထုတ်ပေးလိုက်ဒါလည်းကြီးတယ်နော်ဒါလည်းကြည့်ရခင်ဗျာတွေ့ရတာဒါကတော်တော်လေးကိုသုံးဝင်အဲ့တော့အဲ့ဟာကအရန်ပေါက်သွားတယ်နော်အဲ့ဒီပါအရန်ပေါက်သွားတယ်ကျွန်တော်တို့ဆိုပြောရင်ဒါအရန်သုံးဝင်တယ်ခုချိန်တည်းသုံးပါတယ်အမှဆိုကြည့်ဒါဆိုလို့ရှိရင်ခင်ဗျားတို့ grammar ဘိုင်းမှာသူရလာတယ်နော်စားခဲ့ပေးလိုက်ပြီးတော့အိတ်ခဲ့လို့ပြောရင်သူကအိတ်နော်မအိတ်ချတော့လွဲသွားတယ်ဒါပေမဲ့အမအိတ်နီးတယ်လीနော်သူသိတယ်ဗျာ
သူတည်တယ်ပေါ့နော်ဒီ model ကတည်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာစူးစမ်းဒါဆို negative ပေါ့ကျွန်တော်သွားတယ်နော် contradict လို့ပြောလို့ရတယ်နော်စူးစမ်းတယ်မစူးစမ်းဘူးနော်အဲ့ဒါဆိုရိုသေးဘူးပေးလိုက်ရင်ရောဆိုတော့ရိုသေးဆိုပြီးတည်တယ်ဒါအရင်ဆင်ပြေတယ်နော်မြောက်မြင်မလိုက်မယ်ချို့ရမြင်နေလို့အလုပ်တွေအများကြီးလုပ်လို့ရပြီနော်အဲ့ကြောင့်မလို့အဲ့ပေပါပေါက်သွားပြီးတော့နောက်ပိုင်းကျွန်တော်တို့ကညွန်တော့မှာအများကြီးသုံးလို့ရပါတယ်ဗျအဆင်ပြေပါတယ် machine translation လို့နော်အများကြီးပဲနော် summarization အများကြီးပဲအသုံးဝင်ပါတယ်ဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်အင်္ဂလိပ်လိုပြောမှဆို adjective လို့ပါလို့နော်သူတည်သွားပြီနော်လှပဆိုမုံသောပေးရင်ရောဆိုဒီမှာသူအနည်းဆက်ဆုံးဆွဲထုတ်ပေးတယ်မုံဆိုပြီးဆွဲထုတ်ပေးတယ်ဒီကောင်လေးဒါတော်လေးလှတယ်နော်ဒီ paper ဆိုတော်လေးလှဟုတ်ပြီနော်ကြော်ရတော့နော်မဖုန်းကြီးကြောင်းပေးလိုက်တယ်ဖုန်းကြီးကြောင်းသားနော်ကြောင်းသားနဲ့ကြောင်းပေးလိုက်တယ်ဖုန်းကြီးကြောင်းဆိုရင်ဖုန်းကြီးကြောင်းကဆွဲထုတ်ပေးလိုက်တယ်အတော်လေးအဆင်ပြေပါပြီနော်ကျွန်တော်တို့ compass နဲ့ဒီ compass ဆိုကျွန်တော်ထုတ်ပေးပါမယ်များတို့သုံးလို့ရအောင်အားလုံးသုံးလို့ရအောင်ထုတ်ပေးမယ်မသိဘူးဒီဒီပတ်ထဲမှာထုတ်ပေးနိုင်မလားနောက်လာလည်းရောက်သွားမှာမသိဘူးကျွန်တော်ပြီးတာနဲ့ထုတ်ပေးပါဦးနော်သုံးကြပါပေါ့လေနော်အဲ့တော့ကျွန်တော်ပြောသလိုပဲဒီကကျွန်တော်တို့က model ကိုမထည့်ခင်မှာညကျွန်တော် vector တော့စောက်ရတယ်embedding တော့လုပ်ရတယ်နော် embedding တော့လုပ်ရတယ်လက်တွေ့မှာကျတော့ပုံတွေပါလာပြီဟုတ်နော်လက်တွေ့မှာကျတော့ပုံတွေနဲ့ sign နဲ့ပါရောပြီးတော့ခင်ဗျာတွဲရမှာလေနော်ပုံနဲ့ sign နဲ့ပါရောပြီးတွဲရမယ်အဲ့ဒီဘိုင်းတွေလည်းလုပ်လို့ရတယ်ဒါဆို clip ဆိုတဲ့ paper clip ဆိုတဲ့ model ကိုသုံးပြီးလုပ်ထားတာပါနော်အဲ့တော့ဒီနော်လက်တွေ့မှာသိတဲ့အတိုင်းပဲပုံတွေကမျိုးစုံဖြစ်နိုင်တယ်အဲ့တော့နောက်ဆုံးပိတ်တစ်ခုထည့်တာတမင်ကလွယ်ပြီးထည့်တာပါနော်အဲ့ဒါကိုလည်းကျွန်တော်တို့ဆွဲထုတ်လို့ရတယ်နော်ဒါဆိုရင် score ထွက်လို့ရတယ်အဲ့တော့ဒါကတကယ်ကကျတော့ခုနောက်ပိုင်းမှာရတာဗျာတကယ်ရဆိုခက်တယ်တကယ်ဒါတွေကဒီ4 5 6နှစ်နော်9နှစ်အတွင်းမှာဖြစ်လာတဲ့ဟာတွေနော်အဲ့တော့ပုံကိုစာရောတွဲပြီးတော့ embedding လုပ်တယ်ကျွန်တော်ကျောင်းတိုင်းတော့လုပ်ခိုင်းနေတာလို့ပြောလို့ရှိရင်နော်လုပ်လို့ရတယ်အဲ့တော့နောက်ထပ်အပြောင်းလဲတစ်ခုပေါ့နော်နောက်ထပ်အပြောင်းလဲတစ်ခုကကြတော့အဲ embedding မှာအခုဆိုလို့ရှိရင်ဒီ large language model အကြီး pre-trained model ကနေယူတဲ့အဆင့်ကိုရောက်လာတာပေါ့နော်ခုနကလို vector တော့ vector ပဲဒါပေမဲ့ तू ကအရန် deep ဖြစ်သွားပြီအရန် model အရန်ကြီးသွားပြီဒါဆိုရင်မနေ့တနေ့မှထွက်တာလေနော် embedding camera ဆိုပြီးဟုတ်နော်အဲ့တော့ဒါ तू benchmark လုပ်ပြရတာပေါ့နော်ကျွန်တော် embedding သိရမယ်နောက်ဒါထဲမှာကျွန်တော်အပြောင်းလဲကြီးတာက transformer model ဒီကောင်လည်းကျွန်တော်အသေးစိတ်မသွားဘူးဒါပေမဲ့ခင်ဗျားတို့နည်းနည်းလေးမြင်အောင်ပြောပါလို့ရှိရင်တကယ်က तू ကအခြား model တွေနဲ့ तू ညွန်တော့ထဲမှာညွန်တော့အုပ်စုပဲဒါပေမဲ့အဓိကကတော့သူ့မှာကောင်းတဲ့အချက်တွေပေါ့နော်သူ့ရဲ့ချမ်း model နဲ့မတူတဲ့အချက်က positional encoding အဲ့တော့သူလုပ်တဲ့ပုံစံကကျွန်တော် sequence နဲ့မတူတာဆို sequence သိရတိုင်းပဲကျွန်တော်ဇက်တိုက်ယူလာတာဟုတ်သူကကြတော့များပေးလိုက်တဲ့စလုံးက10လုံးရှိရင်10လုံးလုံးသူဗျိုင်းလူကြည့်တာဗျိုင်းလူကြည့်တော့သူ့မှာပြဿနာရှိတယ်ဘယ်ကောင်ကဘယ်နေရာမှာရှိရဆိုတော့ position မမှတ်နိုင်တော့သူ့မှာ positional encoding ဆိုတက်လောက်ရတယ်အဲ့ဆိုတဲ့သဘောကတော့93စားနေတယ်ဆိုလို့ရှိရင်93ကနံပါတ်1နံပါတ်2ဆို label ထိုးတဲ့ကိစ္စကိုပြောတာပါအဲ့တော့ပြီးတော့မှသူကအဲ့ဒီကောင်ကိုကျွန်တော်တို့က scale dot product attention လို့ခေါ်တယ်သူကအဓိကနော်ဟုတ်ပြီ93ဆိုလို့ရှိရင်စားခြင်းနဲ့ဘယ်လိုဆက်ဆက်လဲ93နဲ့10နဲ့ဘယ်လိုဆက်ဆက်ဒါကျွန်တော်စာအုပ်အတူတူပြတာဟုတ်အဲ့ဒီမှာနေသူကနော်သူက relationship ကိုသူကရအောင်ဖမ်းလာပါဗျာအဲ့တော့ဒီကောင်ကဒါ head တစ်ခုတည်းသွားတာ multi head ဆိုတာကျတော့သူကအဲ့လိုhead ကများလာမယ်ဆိုတော့ဒါ tuning machine နဲ့အတူတူပဲပြောရတယ်။နောက်ပြောနေ Alan Turing လုပ်ခဲ့တဲ့ tuning machine နဲ့သဘောတရား theory အတူတူပဲဆိုတော့ head ကများလာပြီဆိုရင်သူကအဲ့ဒီမှာနော်ခင်ဗျားပြောနေတယ်နော်93ဆိုတာစားခြင်းတယ်ဆိုတာဘာလို့စားခြင်းလဲ93ဆိုတာအဲ့လိုသူကချိန်နေတယ်ဆိုတဲ့ဟာကိုသူက grammatically သိလာတယ်နောက်အခြားဒီ language specific ကိစ္စတွေပါသိလာတယ်ဗျဖမ်းအလေးပဲဖမ်းနိုင်တာလေဗောနော်အဲ့တော့အဲ့ကြောင့်သူကဘာဖြစ်တာနာမည်ကြီးလာအဲ့တော့ hack ကခင်ဗျာ tool shot လုပ်လို့ရတယ်လေနော်ဒီမှာပြောလို့ပေါ့ hack ကဒီမှာရှလုံးထားတယ်ဆိုရင်ရှလုံးပြလာမယ်အဲ့လိုဒီမှာဆိုရင် subject verb နော်ဟို verb tense ကိစ္စတို့ semantic ကိစ္စတို့ဖမ်းလို့ရတယ်လို့ပြောချင်တယ်ဟောတကယ်ပြောမယ်ဆိုရင်စာအုပ်တွေရဲ့ relationship ကခက်တယ်ဗျနော်အဲ့ဒါဆိုရင်ကျွန်တော်တောင်းသားတစ်ယောက်နဲ့လုပ်ထားတာပါတောင်းစုပေါ့လေဇာလိုင်းလုပ်ထားတာအဲ့တော့နောက်တိတိုင်းပဲဒီဘယ်စလုံးကဘယ်စလုံးနဲ့ချိန်နေတယ်ဆိုတော့မိဖို့ကတကယ်ကတော့နော်ခက်တယ်အဲ့တော့အဲ့ဒါကိုပြန်စစ်ဖို့နားလည်အောင်သင်ပေးရမှာဟုတ်ဆိုတော့အဲ့အတွက် data တွေလည်းကျွန်တော်ပြင်ရပါတယ်နော်အဲ့တော့ transformer အသေးစိတ်ကျွန်တော်တို့နော်သိချင်တော့ paper ဖတ်ပါပေါ့ကျွန်တော်ခုနကပြောပြပြပါပြီနော် neural network အခြေခံများသိပါရမယ်ကိုယ်တိုင် coding ရေးကြည့်ပါပေါ့နော်အဲ့တော့ဒါဒီ paper ရမ်းနာမည်ကြီးတယ် attention is all you need ဆိုတာဒီ paper ရမ်းနာမည်ကြီးတယ်ဒါပေါက်တယ်ပေါ့နော် Google ကရေးထားတဲ့ paper ပေါက်တယ်အဲ့တော့နောက်ပိုင်းကျွန်တော်ပြောနေတဲ့ AI model တွေအားလုံးကဒီကောက်အားနေပြီးခွဲလာတဲ့ကောင်တွေပဲ
တော့ဒီ transformer အများကြီးပဲကွဲနော်ဘာတို့နော်ဘာအများကြီးအဲ့တော့အဓိကအခုလုပ်နေတဲ့ model ကိုသိချင်တယ်ဆိုဒီ paper ကိုကျွန်တော်သိမှရမယ်ဒီထဲကခုနပြောခဲ့တဲ့ကိစ္စပါနော်ဒီကောင်ကိုသိမှရမယ်ဟုတ်ပြီနော်ကျွန်တော်အချိန်ရတော့ကျွန်တော်နည်းနည်းလေးကြော်မယ်နော်ဆိုရတယ်အဲ့တော့ကျွန်တော်လုပ်ခဲ့ပါတယ်အဲ့တော့ခု ChatGPT ပိုင်းမပေါ်ခင်မှာကျွန်တော် GPT-1 GPT-2 ဟုတ်လားကျွန်တော်လုပ်ခဲ့တယ်အဲ့တော့ GPT-2 ဆိုတဲ့ဒါကျွန်တော်ခိုင်စုရင်းနဲ့လုပ်ထားတာပါကျွန်တော်ကျောင်းသားပဲဒါပေမဲ့အခုကျောင်းမှာဆရာဖြစ်နေပါပြီAkita University မှာအခုဆရာပြန်လုပ်နေတယ်ကြပြ data စုပြီးတော့ကျွန်တော်တို့ model ဆောက်လိုက်တယ်မြန်မာကြပြကိုဗျ automatic ဘယ်လောက်ဆက်ပေးနိုင်မလဲဆိုတော့လုပ်ကြည့်တာပေါ့နော် GPT-2 model နဲ့ဒီမှာတင်ပေးထားပါတယ်ကျွန်တော်စမ်းကြည့်ပါအရင်ကောင်းလို့မဟုတ်ဒါပေမဲ့ဘာပဲပြောခင်ဗျားတို့ဟို experiment တစ်ခုအနေနဲ့နော်လေ့လာလို့ရတာပေါ့RLD နဲ့တွားအောင် RLD ဘာလို့လုပ်ရလဲဆရာလို့မေးလို့ရှိရင် RLD အနေနဲ့လုပ်ဆရာတွေအများကြီးပဲအခုဆိုရင်ပြန်ကျဲပြီးတော့လေအားလုံးကတော့ LLM မှီပြီးလုပ်ကြလိမ့်မယ်ဒီမှာပြောဆိုပဲရှိပြီးသား model ကိုနော်ဟိုကျွန်တော်အဲ့ model ကိုကျွန်တော်စောက်ဖို့မလွယ်ဘူးလေနော်နိုင်ငံ level Google လို့ပါဆိုတော့တကယ် giant company တွေနော်ပြောရရင်Facebook လို့ဆိုတာလေတကယ် company အကြီးတွေ giant company တွေမှာလုပ်နိုင်တာလေပတ်စံတွေအများကြီးတန်းလက်ချီပြီးသုံးတာအဲ့ဒါကိုကျွန်တော်တို့က pre-train model အကြီးစောက်ဖို့ဆိုတာကြောင့်ကိုအင်အားလည်းမဖြစ်နိုင်ဘူးအဲ့တော့နိုင်ငံ level လို့ပါတော့တွားမှရတယ်နော်အဲ့တော့လုပ်ဆရာတွေအများကြီးပါပဲဒါပေမဲ့အဲ့ဆောက်ထားပြီးသား model မှီပြီးတော့ကျွန်တော်တို့ကနော် fine tuning လုပ်တာတို့အခြားနည်းတွေနဲ့ကျွန်တော်တို့ကinfra လုပ်ပြီးတော့လေ transfer learning လုပ်ပြီးသုံးတာလုပ်လို့ရပါတယ်နော်ဆိုတော့အဲ့မှာအသေးစိတ်သွားမယ်ဆိုတော့အများကြီးပေါ့ data တွေပေါ့နော်ကျွန်တော်တို့ပြင်ဖို့လိုပါတယ်ဒါဆိုရင်ကျွန်တော်တို့ကစန့်ကျင်ပဲလေဒီမှာကျွန်တော်ပြထားဆိုပဲရပါတယ်ဆိုလို့ရှိရင်မရပါဘူးနော်ဝါတဲ့ပုံကကျမတို့ဖေးပါဆိုရင်ကျမဖေးကပိန်ပါတယ်အဲ့လိုမျိုးစန့်ကျင်ပဲဒါကအရေးကြီးတယ်ဒီ conversation လုပ်လို့ဆက်ရုံနဲ့ခင်ဗျားလည်း conversation လုပ်မယ်ဒါမျိုး data တွေကကျွန်တော်တို့မှရှိမှဖြစ်တာလေအဲ့တော့ဆိုရဲဆိုက raw data နဲ့ပဲအခုအတိုင်းအတာတစ်ခုတော့ရတယ်ဒါပေမဲ့ raw data နဲ့ပဲအဆင်မပြေဘူးလို့ပြောရင်ကျွန်တော်တို့ data စုပါတော့ကျွန်တော်ပြောနေတယ် data ကိုကျွန်တော်ပြင်ရမယ်လုပ်ကြရမယ်လို့ပြောနေတယ်မဟုတ်ရင်ကျွန်တော်တို့မှာသာကြံခဲ့လိမ့်မယ်အခုလည်းကြံနေတာပဲလေနော်အဲဒါဆိုလည်းကျွန်တော်တို့က email တွေလို့သိအောင်လည်းလုပ်ထားတာပါသူတို့ indexed လာဆင်းနေတယ်လေနော်အဲ့တော့ကျောင်းသားတွေကျွန်တော် live ပဲပြောနေကြတယ်ဒီမှာလည်းပါတာတော့မသိဘူးသင်တန်းဖွင့်ဖို့ဆိုပြီးတော့လေနော်ကျွန်တော်ဂရီးတော့မပေးနိုင်ဘူးဒီထဲမှာဖွင့်နိုင်လို့ရှိရင်ဖွင့်မယ်ပေါ့နော်ဖွင့်လို့ရှိရင်ဖွင့်လာအောင်လုပ်မယ်လိုဝင်လာတော့ဖြစ်ပေါ့မသိဘူးစောရင်တော့အော်တိုပါမယ်အဲ့တော့မလွယ်ဘူးထင်တယ်ကျွန်တော်ချိန်လိုက်မယ်နော်လာပြောနေကြအများကြီးပဲစူးစမ်းကြည့်မယ်စူးစမ်းမယ်ပေါ့နော်စူးစမ်းပြီးတော့ကျွန်တော်ဒီဘတ်တရက်ဖြစ်နေ့ရက်ဖြစ်တင်အောင်လုပ်ပါမယ်ကျွန်တော်တို့လက်နဲ့လည်းချိန်ပြီးတော့လေနော်message ပေးတာပါခင်ဗျားတို့လာပြောနေလို့အများကြီးပဲကျွန်တော်မတင်တော့စာမတင်ပြတော့အဲ့တော့ဒီမှာ paraphrase လုပ်ခဲ့တယ်ဒါဆိုရင်လည်းဒါတော့ paraphrase တော့မြင်ပါလိမ့်မယ်နော်စာကြောင်းကိုပုံစံရေးတဲ့ပုံစံပြောတဲ့ပုံစံပြောင်းတာမျိုးလေနော်အဲ့မျိုး paraphrase ဟုတ်လားမဟုတ်လားဆိုတော့ experiment ကျွန်တော်လုပ်ခဲ့ပါတယ်အဲ့ဒီအားလုံးကကျွန်တော်ပြောနေတဲ့ဒီ language model တွေပိုင်းနဲ့တွဲပြီးတော့သုံးလို့ရတယ်ဗျာနော်လုပ်တဲ့အလုပ်ပုံမူဒီအများကြီးလုပ်လို့ရတယ်နော်ဒါမြင့်ချင်းနဲ့လုပ်ခဲ့တာကျွန်တော်တို့နှစ်လောက်ပြင်လာနှစ်လောက်ဒါမှမဟုတ်ကျွန်တော် model ဆောက်တယ်လုပ်တယ်ပေါ့နော်အဲ့တော့ RND အတွက်ကနော်နောက်တစ်ခါ intelligent ဘန်းကိုလည်းကျွန်တော်တို့စမ်းဖြစ်ပါတယ်ကျောင်းသားတွေလည်းကျွန်တော် excite နေလုပ်ခိုင်းတာတွေရှိတယ်ဒါဆိုရင်လည်းခင်ဗျားတို့တွေ့တယ်နော်မာသာကိုသူဘယ်လောက်နားလဲလဲပေါ့တကယ်ကတော့ပြဿနာတွေအများကြီးပဲဗျဒါပေမဲ့ကျွန်တော်ညင်းလို့မရတာlarge language model ကအတိုင်းအတာတစ်ခုထိ intelligent ရှိနေတာအမှန်ပဲတို့တော့ပဲအဲ့ဒီ intelligent ကတကယ်ကတော့နော်ဆက်ပြီးတော့ဘယ်လောက်ထိ extend လုပ်နိုင်မလဲနော်ကျွန်တော်တို့ဒီဟာကိုဒီ model ပို့ပြီးတွတ်တက်အောင်နော်ဒီ approach တွေနဲ့ပဲသွားဒီ neural network approach တွေပေါ့နော် transformer approach နဲ့ပဲသွားတာကမှန်သလားမှားသလားဆိုတဲ့ကိစ္စတွေကညင်းကုန်နေတာအများကြီးပဲအဲ့တော့နောက်3-5နှစ်မှာဘာတွေဖြစ်မလဲကျွန်တော်လည်းမသိတေချာတော့ဒီကောင်ကပြောရတာကတော့ဒီမှာလည်းပြဆိုပဲနော်စကားပုံဆိုတာတကယ်ခက်တယ်နော်စကားပုံဆိုတာတိုင်းလာလို့သိမှရတာဟုတ်ဆိုတော့စကားပုံနားလည်လားဆိုပြီးတော့ကျွန်တော်ဒါစမ်းလာတာပါ Gemini 2.5 flash ကိုစမ်းလာတာနော်ဒါသူ့ရဲ့ output အဲ့တော့အဲ့လိုမျိုးစမ်းကြည့်ပြီးတော့ကျွန်တော်တို့ကဒီ model ရဲ့ intelligence ကဘယ်လောက်ထိကောင်းလဲဆိုတာ measure လုပ်တာပေါ့နော်အဲ့ဒါရတဲ့ research ပါပဲနော်သူကကျွန်တော်စိတ်ဝင်စားဆိုအဲ့လိုမျိုးပုံခဲ့တယ်အဲ့ပုံမှာဒီမှာမို့ level ပိုင်းတစ်မျိုး level မှာပိုင်းတစ်မျိုးပေါ့နော်ဒါဆိုရင်ဒါသူကနော်သူ extra လိုက်ရှာနေတော့ကျွန်တော်နားလဲရှူပေါက်ခြင်းလို့ဖြစ်မှာပေါ့နော်သူပေါ့သွားနေလို့တော့သူဒီမှာလမ်းနဲ့သူပေါက်ရဖြစ်နေတော့သူရွာလဲနေတာပေါ့နော်အဲ့ဒါကိုသူဘယ်လောက်နားလဲလဲဆိုဒါ prompt ဘယ်ဘက်က prompt နော်အဲ့ဒါမှကျွန်တော်တို့က multilingual နဲ့ငါ့ကိုပြပေးပါနော်ပြောရရင်သူသိနားမလဲနော်လူနေတော့နားလဲရလွယ်လေနော်
ဒါပေမဲ့တကယ် model အနေနဲ့ကကြတော့သူမပြန်ပြတာတော့ခင်ဗျာဗမာလိုလည်းပြန်ပြရတယ်အင်္ဂလိပ်လိုပြန်ပြရတယ်ရှိတာသူနားမလဲဒါကျွန်တော်နောက်တော့တကယ် runner နော်တကယ် running ထွက်လာတာနော်အဲ့တော့သူ့မှာ limitation တွေရှိပါတယ်အဲ့ဒါကိုကျိုးတောင်လုပ်တာကျွန်တော်တို့သူ့စင်သမားတွေရဲ့တောင်းပေါ့နော်အဲ့မှာကျွန်တော်တို့ကတော့မြန်မာစာအပိုင်းကိုကျွန်တော်တို့ကလုပ်တာကျွန်တော်လည်းကျွန်တော်ကျောင်းသားတွေပေါ့လေနော်ဒီခုလည်းနောက်ထောင်ရလူတွေမှာလည်းပါပါလိမ့်မယ်အများကြီးပေါ့လေကျွန်တော်သိတယ်လည်းပါပါလိမ့်မယ်ကျွန်တော်လုပ်ဖြစ်နေတယ်ပေါ့ကျွန်တော်တို့ဒီ lab ကလေးပေါ့လေနော်ဟုတ်ပြီကျွန်တော်ဒီလောက်နဲ့ပဲကြားလိုက်မယ်ခင်ဗျားတို့မိကုန်းရှိလည်းမေးလို့ရအောင်လीနော်အဓိကပြောခဲ့တာတော့ကျွန်တော်လုပ်နေတဲ့ NLP ဆိုတဲ့ဟာနဲ့LLM နဲ့နော်ဘယ်လိုချိတ်ဆက်လဲဆိုတဲ့ဟာပေါ့နော်နောက်ပြီးတော့အဲ့ထဲမှာအထဲတွေကအတွင်းပိုင်းမှာပေါ့နော်ကျွန်တော်တို့ဘယ်လိုသိသိသွားရတယ်ပေါ့နော် work submission ရေးကြည့်တယ်ပြီးရင်ကျွန်တော်တို့ embedding လုပ်ရတယ်မလုပ်လို့မရဘူး model ဆောက်တယ်မလို့ embedding လုပ်ကသွားတာနော်ပြီးတော့မှကျွန်တော်တို့ကအဲ့ဒီခုဆိုလို့ရှိရင်အဲ့ large language model ကိုမှီလိုက်ပြီးတော့မှကျွန်တော်တို့ကလုပ်တွေအများကြီးလုပ်လို့ရတယ်ဆိုတော့ပြောချင်တာပါလုပ်လို့ရတဲ့လုပ်တွေအများကြီးပဲအများကြီးပဲနော်အဲ့တော့နောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကtest only မဟုတ်တော့ဘူးအခုလည်းရနေပါပြီတိုင်းလာကူရပါတယ်ဒါမဲ့တည်တိုင်းပဲလုပ်စရာတွေအများကြီးကြာမှာအဲ့တော့အတန်ရောကျွန်တော်တို့ပုံရောရောလိုက်ပြီးတော့ပုံဆိုတော့ကျွန်တော်တို့မြန်မာအတွက်ဆိုတော့ကျွန်တော်တို့ဥမာမြန်မာကာချာနဲ့ဆိုင်တဲ့ပုံတွေပါဆိုတော့အဲ့လောက်ကြီး feature ပြင်လာတဲ့ဟာမရှိဘူးဆိုတော့ခင်ဗျားတို့လွယ်ကူနဲ့ဘယ်မှလုပ်လို့မရဘူးဒီကတော့ data ကိုပြင်ရတယ်မပြင်လို့မရဘူး data ပြင်ရအောင်မဟုတ်ရင်ကျွန်တော်တို့နော် data ကျွန်တော်ဘာကဆင်းရဲတဲ့ဘာကအုပ်စုရမှာအခုလည်းလိုးလို့ဆိုလို့ခေါ်တာလေတကယ်တော့မြန်မာတို့လာအိုတို့ကျွန်တော်တို့ဘာကားတွေတကယ်တော့နော် dictionary တော့ကောင်းမရှိဘူးလို့ပါတော့နော် dictionary ဆိုတာလည်းတကယ်တော့အင်္ဂလိပ်စာလည်းမြန်မာအခုလည်းပြောတာမဟုတ်ဘူးလေဘာသာရပ်ဆိုင်ရာကိုပြောတာဥပမာ philosophy နဲ့ဆိုင်တာလို့ psychology နဲ့ဆိုင်တဲ့ dictionary physics နဲ့ဆိုင်တဲ့ dictionary လောက်ဆရာတွေအများကြီးလိုတာပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေမရှိတာအစပေါ့လေအများကြီးပဲတကယ်တော့ဆိုတော့လောက်ဆရာတွေအများကြီးပါပဲဘာပြောဒီနေ့ပြောတာနောက်ထောင်ပြီးတော့ကျေးဇူးတင်တယ်ဘာပြောခင်ဗျားတို့လည်းတန်းအခုပြင်ရမယ်လို့ထင်ပါတယ်ဟုတ်မေးတာရှိမေးပါမေးတာမရှိရင်ကျွန်တော်နားမယ်မေးတာရှိမေးကြပါဦးကျွန်တော် screen နဲ့ချိန်လိုက်ခင်ဗျားတို့လည်းကြည့်လို့ရမှာမသိမေးခွန်းရှိလားဆရာတခုလောက်မေးလို့ရမလားရှင်မေးပါဗျကျွန်တော်ခင်ဗျားတို့မြင်အောင်ဆိုလို့ဟုတ်ဆရာဟိုဟာလေးလေအခု handwriting နဲ့ရေးတဲ့ဟာတွေပေါ့နော်အခုဆောင်းဝဲဖြည့်ထားတဲ့ handwriting တွေကိုအဲ့လိုမျိုးဟိုတခါတည်း auto စစ်ပေးတဲ့ဟာမျိုးရောဆရာတို့research လုပ်ထားတာတွေရှိလားရှင် handwriting ကမြန်မာစာနဲ့ပတ်သက်လို့ဟုတ်လို့လုပ်ထားတာဆိုလို့digit ရှိတယ်digit ကဏ္ဍတွေပေါ့ဗျာနော်ကဏ္ဍမြန်မာလို3.123လေးရှိတယ်နောက်syllable ဖြတ်ပြီးတော့လုပ်ထားတာကိုလုပ်ထားတာစမ်းတာရှိတယ်နောက်ပြီးတော့သူရအောင်လည်းလုပ်ထားတာကြတော့handwriting တော့မဟုတ်ဘူးအဲ့ဒါကျတော့ font တွေပေါ့ font တွေမျိုးစုံကိုကျွန်တော်က simulation ဟိုပေါ့ synthetic data လုပ်လိုက်ပြီးလုပ်ထားတာရှိတယ်ပြောရရင်တော့handwriting လေအတိုင်းအတာတူတော့ရပါတယ်ကျွန်တော်တို့သိတာတော့ကျွန်တော်တို့ကျောင်းသားတွေတွေကပဲအခု intern ကျောင်းသားတွေကလည်းအဲမှာလည်းချို့လုပ်တဲ့လူတွေပါတော့ဒီမျိုးလုပ်ရရဲဆိုတော့ Google Drive ထဲမှာနော်အဲ့ဒီကလုပ်ချင်တဲ့ file ကိုတင်လိုက်ပြီးတော့အဲ့ဒီ Google Drive API ပေါ့လေဒီ Google API ကိုသုံးပြီးတော့လုပ်မယ်ဆိုရင်တော့အတိုင်းအတာတူတော့ရမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ဘယ်လောက်အထိကြာဆိုတော့ပြောနိုင်တယ်မယ်လေကျွန်တော်တို့အဲ့ဒီ image တွေပါတွေလုပ်ဖြစ်တယ်ပို့ပြီးတော့ test တို့ဘာလို့ပို့ပြီးတော့လုပ်ဖြစ်တာပေါ့လေအဓိကတော့ image ကနည်းနည်းလေးကျောင်းသားဝင်လာတော့လုပ်ပါတယ်မာစာကျောင်းသားဝင်လာရင်လုပ်တာတော့အဲ့လိုရှိတယ်ဒါပေမဲ့အဲ့လိုလောဆယ်တော့ model ကြီးထုတ်ပေးပါဆိုတော့အဲ့လိုမျိုးတော့မရှိဘူးဟုတ်ကဲ့ပါဆရာကျေးဇူးပါရှင်ဟုတ်ချက်ကနေမေးရလားမသိဘူးလက်လောထွက်ထားတဲ့ embedding dimension နဲ့အဲ့တော့ကြည့်လိုက်နော်အဲ့ပြပါကျွန်တော်မဖတ်ရသေးတာဗျဟိုအကျန်းတော့ကြည့်လိုက်တယ်သူရေးရတဲ့ကုတ်ကိုလည်းကြည့်လိုက်တယ်အဲ့တော့တေချာတော့သူ့ရဲ့ benchmark တွေကြည့်တာတော့အကုန်တာတယ်ပေါ့နော်အဓိကတော့ခင်ဗျားပြောတဲ့ embedding ဆိုတာဟိုဘာလို့ထင်တာပဲအခုပြောနေတဲ့ gamma embedding ကိုပြောတာလို့ထင်တာပဲဟုတ်တယ်မလားဆိုတော့အဲ့ဒါဆိုလို့ရှိရင်တော့အဓိကသူက lightweight ဖြစ်တာကိုသူကပို့ပြီးတော့ဦးစားပေးတာဗျာ lightweight လည်းဖြစ်တယ်သိရမှာနည်းနည်း lightweight ဖြစ်တယ် model နည်းနည်း parameter နည်းနည်းတေးသွားတယ်ဆိုတော့သူက mobile phone တွေပေါ်မှာသုံးလို့ရတယ်ဒါပေမဲ့သူ့ရဲ့ performance ကလည်းအရင်မကွာဘူးဆိုတော့သူကအဲ့ဒါကိုသူကအပြီးလုပ်တာပေါ့နော်အဲ့ဒါကိုသူရဲ့သူတို့ပြပါရဲ့အဓိက point ပေါ့လေဆိုတော့ကိုယ်တိုင်တော့မဆန်းရသေးဘူးဖြေးလာတော့မသိမေးရမိကုန်ဖြေးလာတော့မသိ
အဓိကကသူကအဲ့ mobile phone တွေပေါ်မှာ run လို့ရတယ်ဆိုတာလည်းပါတာပေါ့နော်အဓိကတော့လေ mobile lightweight ဖြစ်တယ်model အကြီးတွေနဲ့သူကစလို့ရှိရင် site ကလည်းအများကြီးသေးသွားတယ်ဒါပေမဲ့performance အဲ့လောက်ကြီးမကွာဘူးပေါ့နော်သူကအဲ့လိုမျိုးသူက benchmark လုပ်ထားတယ်လို့ကျွန်တော်နားလည်ရပေါ့နော်တေချာဖတ်ရသေး sorry hello ဆရာ ပြောပါ မိကု mission လို့ပါခင်ဗျာ okay ဟိုပါလေဟို programming တိတ်နားမလဲပဲနဲ့မေးတာတော့ဖြစ်နေပါတယ်ခင်ဗျာဟို overword ထဲက dictionary ဆိုတာလေဟိုဘယ်လို dictionary မျိုးကိုပြောတာလဲမသိဘူးเนาะဟိုမြန်မာစာ dictionary နဲ့ပတ်သက်တာလားဒါမှမဟုတ် programming language ကိုပြောတာလားခင်ဗျာကျွန်တော်တင်ပေးတာလားမသိဘူးဗျတင်ပေးတာထင်တာပဲเนาะဟာကြည့်လိုက်မနော်အားလုံးပေါင်းလာတာဒီကောင်ဟောင်းနေတော့ကြီးတယ်ကြီးရင်သူက download လုပ်သွားမယ်လို့ထင်တယ်อ๋อဟုတ်ကဲ့တွေ့ပြီခင်ဗျာကျေးဇူးပါခင်ဗျာဟုတ်နော်အဲ့ကောင်ကိုကျွန်တော်မလုပ်ပြမယ်အမျိုးမြတ် screen မြတ်တယ်နော်အော်မြင်ရတယ်ခင်ဗျာအော်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာနာမည်တွေဆိုရင်အဲ့တန်းစီပြီးတစ်လုံးချင်းပေါ့တစ်လုံး1တစ်လိုင်းစီပေါ့နော်အဲ့အမျိုးလုတ်ပြင်လာတာပါအော်ဟုတ်ကဲ့ခင်ဗျာနော်အဲ့မျိုးပြင်လာတာပါဟုတ်မဲတယ်ဆရာကျေးဇူးပါခင်ဗျာဟုတ်ချားပါလိမ့်မယ်ဒီစားဟယ်လိုပြောပါဟုတ်ဆရာနောက်โอเคမိကွင်းပြီးသွားရင်ဆရာကျော်ကနောက်တစ်ချိန် speaker ရောက်နေတယ်ဆရာအဲ့ဒီ remind လုပ်တာဟုတ်ပြီအဲ့တော့ comment မှာမေးတာဖြေလိုက်မယ်နော်ဖြေပြီးရပ်ပေးမယ်နော်သူပြောတာပါလေနိုင်ကြီးတုတ်မှာတဲ့ better ဗာလေ retrieval result ရှိပြီးတော့တဲ့ကျွန်တော်နိုင်ကြီးတုတ်အကြောင်းသိချင်တယ်ဆိုတဲ့ query မှာသူမေးတာလည်းမသိဘူးရလေးဖြေပြီးရပ်ပေးမယ်နော်ဟာလေအဲ့တော့better upset ထားတဲ့ပြဿနာလားဆရာအဲ့ဒီမေးတာနဲ့တူတယ်ဟယ်လိုအဓိကတော့ဗျအဲ့မှာပုံလေးပြတာတကယ်တော့ဥပမာလေးအနေနဲ့ကျွန်တော်လုပ်ပြတာပါအဲ့တော့ data တွေကအများကြီးယူလာတာမဟုတ်ဘဲနဲ့အဲ့ဒီစာကြောင်းတစ်ကြောင်းလေးကိုပဲတည်လိုက်ပြီးတော့ Python code လေးရေးလိုက်ပြီးတော့သူ့ရဲ့ဒီအလုပ်လုပ်ပုံမြင်အောင်ရှင်းပြတာပါအဲ့တော့တကယ်ရလာမဟုတ်ဘူးဒီကောင်ကလေသိလားအဲ့ဒီ confusion method လိုဟာမျိုးကိုကြည့်ပြီးတော့ attention ကိစ္စကိုပြောတာဆိုလို့ရှိရင်ပေါ့လေနော်တကယ်တော့အထဲထဲမှာတော့လုပ်မယ်ဆိုလို့ရှိရင်တော့ခင်ဗျာ data တေချာပြင်ထားပြီးလို့ရှိရင်တော့ရလကပြောင်းပါလိမ့်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်နားလိုက်တော့မယ်နော်ကျေးဇူးတင်ပါတယ်အားလုံးနောက်လူပြောမယ်လူရှိမယ်နော်ကျွန်တော်7မိနစ်ကျော်ပါလားမသိဟုတ်ပါနော်ကျေးဇူးပါကျေးဇူးပါဆရာ